ပုရုသတင်တိပေါင်းတို့အားဓမ္မဒါနအမတဒါနအနေအားဖြင့်ပေးလူဟောကြားအပ်သည်မြတ်စွာဘုရားရှင်ကိုရောမြတ်၏ဘိက္ခုနီသာသနာတော်မှာဒုတိယလက်ဝဲရန်ဖြစ်တော်မူတဲ့အရှင်မဥပ္ပလဝံထေရီအပါဒံတရားတော်ဒီနေ့ဥပ္ပလဝံထေရီမကြီးရဲ့ဘဝဖြစ်တော်စဉ်ကိုဘုန်းကြီးတို့ပြောပြမှာဖြစ်ပါတယ်ဥပ္ပလဝံထေရီအပါဒံမဟောကြားသိမိမနာကြားသိမိမှာတရားပိုင်းရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကိုယောတေတော်လုံးရှင်မောရှိခိုး၍ဓမ္မသဘင်စတင်ဖွင့်ရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလုံးရှိပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်ကြီးကိုအာယုံပြုနေပါဘုရားဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားရှိကျူကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ဖွင့်ရအောင်ဘိက္ခုနံဘိက္ခုရာဇာယောဝရဏံဘဝဗုဒ္ဓမောဇိနာနံဇိနာလင်္ကာယောယရဏတံနမမဟံဘိက္ခုနံဘိက္ခုရာဇာယောဝရဏံဘဝရဗုဒ္ဓမောဇိနာနံဇိနာလင်္ကာယောယရဏတံနမမဟံယောဗုဒ္ဓအကျင့်သစ္စာလေးဖြင့်အောင်လာမြင့်၍မင်းမင်းဥရှောင်းဘုံကောင်းတဲ့နဲ့တရားမဲ့တဲ့ဘုရားရှင်ကိုရောမြတ်ကြီးသည်ဘိက္ခုနံတန္တရာဘေမြတ်စွာအေကိုအရေးတည်းရှာမိစုဆောင်ယဟန်ကောင်းတို့၏ဘိက္ခုရာဇာအကြံမဉ္ဇစကံနှင့်သည်ယဟန်မင်းတဆုဖြစ်တော်မူပါ၏ဝရဏံအမြင်ကအမြတ်ဆန်းလူနာပြမတတ္တဝါများတို့ထင်ဘဝရုဒ္ဓမောမနိုင်တာမရှင်းတာစင်လာကျို့လိုအထွတ်တဆူမြင့်မြတ်တော်မူပါ၏ဇိနာနံမဟာမျိုးကိုပယ်ချိုးအောင်မြင်အောင်ပွဲဝင်ကြသည်အရှင်မြတ်စွာဘုရားယဟနာပေါင်းတို့ထက်ဇိနာလင်္ကာတော်တရားအမြတ်နဝရကိုဖြာတန်စာအစေဧကံဖြစ်တော်မူပါ၏ယရဏံသုံးဘုံလောကရှိကြလျာယရဏတို့ရှင်သာပြိုင်လျက်မတုပဲနိုင်သည့်နဝရအဆိုင်ယရဏခိုင်ကြီးလည်းဖြစ်တော်မူပါ၏တံဗုဒ္ဓံထိုယရဏမျိုးမှအဖို့တံအစစ်ဓမ္မရှင်ထိုထားရှင်တော်ဘုရားကိုနိဗ္ဗာန်ယရဏစိတ်တံငါဖြင့်လွန်တော်လူလာငန့်သာတေမျိုးဘုရားတပည့်တော်သည်နမမိယရဏအစံတရာပံဖြင့်ကြည်လျက်ရွှင်ရွှင်ဥတင်မှန်လျောယောသေးစွာရှင်ခိုးကြောလိုက်ပါတော့သည်ဖယားဆိုလိုက်ပါမိုးလေဝတ္တညီညာပါလေသာယသဘာပေါ်ပြပါစေတိုင်းပြည်တာကြောင့်မင်းကောင်းတည်စေအယောင်အောင်ပန်းပွင့်ပါစေအောင်ပါစေချမ်းကြီးအေးမြပြေတို့ရခုတောင်းစုပြေပါစေဒါနသီလညီမြပါစေသာယသဘာဝမြပါစေတိုင်းပြည်သားကြောင့်မင်းကောင်းတည်စေတရားလုံးအောင်ပန်းပွင့်ပါစေအောင်ပါစေချမ်းကြီးအေးမြစေတို့ရခုတောင်းစုပြေပါစေယ
ယုံတန်ဓာမြအနတ္တမြင်စေသံယေကမပေါ်များပါစေတိုင်းပြည်သားကြောင့်မင်းကောင်းပြည်လေအယောင်လုံးအောင်ပန်းပွင့်ပါစေအောင်ပါစေချမ်းကြည်အေးမြစေတို့ရခုတောင်းဆိုပြေပါစေတပိတိယဝုဇန္တုသောကောရောဂဝိနာတတုမာတေဝန္တံတရာယဒုက္ခိတိကယုကောဘဝတပိတိယလုံးစုံသောဘေဥပယောဂအန္တရာယ်မှုသမျှပေါင်းတို့စီဝိဝေဒံကျူဆောင်လဲပြောက်ပြကြပါစေကုန်သောကောသသောကတရားဒီ၎င်းယောဂောသကအနာယောဂဒီ၎င်းဝိနာတတုပြောက်ပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မာမွန်တုမကြမရောက်ကြပါစေကုန်လေဒုဗိဒုဗိတံမဆိုင်နှဖျားချမ်းမှချမ်းသာဝန္တာကြကုန်သည်ဖြစ်၍ဒီဃာယုဂာတက်ရတံကိုကျော်လန်းနိုင်ကြကုန်သည်ဝါဒဝဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအသီတမေတ္တာပဋ္ဌာနာများပြုပြီးတော့ဒီနေ့ဓမ္မသဘင်တရားဝဲကိုဘုန်းကြီးတို့ယခုချိန်ကစတင်ပြီးတော့ဖွဲ့ပါတယ်ဘိက္ခုညီတို့ရဲ့သာသနာတော်မှာလက်ဝဲရန်ဖြစ်တော်မူတဲ့အရှင်မဥပ္ပလဝံချိန်မာကြီးရဲ့ဘဝခရီးကိုပြန်ပြောရမယ်ဆိုရင်ဘုန်းကြီးတို့ပြောတာတဲ့ဆိုင်သူကိုယ်တိုင်ပြန်ပြောတာကပိုကောင်းတယ်ထေရုပတ္တိဆိုတာအထုပ္ပတ္တိဆိုတာကိုဖြစ်ခဲ့တာလေပြန်ရေးကြတာပြန်ပြောကြတာလူသားတစ်ချက်ပြောတာတဲ့ဆိုင်ကိုယ်တိုင်ပြန်ပြောတာကပို့ပြီးတော့ပြည့်စုံတယ်အဲ့တော့ဥပ္ပလဝံကသူ့ရဲ့ထေရုပတ္တိသူ့ရဲ့ဘဝဖြစ်တော်စဉ်ကိုပရိနိဗ္ဗာန်သံဃာနည်းမှာမြတ်စွာဘုရားကိုလဲလျှောက်တယ်ဘိက္ခုနီမတွေကိုလည်းပြန်ပြောပြတယ်သူရတဲ့ဝေရဇေကအဋ္ဌိမန္တိလို့ခေါ်တဲ့တဘိုးအရာမှာအမျိုးသမီးပင်ဖြစ်ပါတယ်တဘိုးသိကြီးတာပဲဒီဘိက္ခုနီမကြီးကသာသနာတော်မှာရှမောကလန်တို့မြည်ကောင်းကင်များမြေချို့အဘိညာဉ်သာတဘိုးတွေနဲ့တောက်ကြားတွေနဲ့ဓာန်သူတကောပြနိုင်တယ်ဒါကြောင့်ဒီကမြတ်စွာဘုရားကရှမောကလန်လိုပဲဘွယ်သူကုန်မှုပေးရတယ်အဲဒီဘိက္ခုနီမကြီးကပရိနိဗ္ဗာန်အနည်းမှာမြတ်စွာဘုရားထံလာပြီးတော့ဒတကောတိသဟတံနိအတ္တံတိမမဇီဝိတံပရိသန္တသမေဟေမိတဝတ္ထာယမဟာမုနိယံလောစာအဟိစေဝနိကဇာတိတတိဘဟုဧကတမေသံဘဝေသတ္တသမဏသန္ဓမာနတံဗုဒ္ဓသာယဟုသောနာမထိတာဥပ္ပလပစ္စဥပ္ပလတဝါရှံပတ္တဝိဒမမအိဋ္ဌိဗလံဓတ္တိမိတတ္ထုနောဗာလိဘုဒ္ဓံဒေဝံချွန်လင်းတောက်ပါတော်မူပါပြီတော်မြတ်စွာဘုရားဓတ္တကောတိသဟတာနိဘဝပေါင်းဂရေတသောင်းကာလပါလုံးမမဘုရားတပည့်တော်မ၏ဇီဝိတံအတ္တကိုအရာတိပေးလို့တဲ့ဘုရားပါလေဗျာမဟာမုနိမုနိကိုတန်တော်လို့ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားတဝါရှင်ဘုရား၏အထာယဘုရားဖြစ်ဖို့ရန်အကျိုးမှမေဘုရားတပည့်တော်မ၏ဇီဝိတံအတ္တကိုပฏิသတ္တသစွန့်လူခဲ့မှုဒီလိဟောမိဖြစ်ပါလေဗျာယံလောသအရှင်ဘုရားရဲ့ယင်နှင့်တိချာသာတော်ညာဟုလာဒီ၎င်းအဟိစေဝတတိတော်မှဥပ္ပလုံးဒီ၎င်းနေကဇာတိတတိဘဟုအယမကမြတ်လာသောဘဝတို့၌ဧကမမိန်တံဝေတဘောင်းကြီးဖြစ်၍
Damana Sandamana Dao Dunyado Sanda Dunyado Saita Shigoni Sandam Shijabagoni Paya Odo Sataro Diga Yahulo Nama Yahula Amishivani Paya Didasa Tamira Diga Obalada Obala Nawasham Obalo Amishivani Paya Vira Jibalona Shida Mudomya Swavia Mama Nevera, a day the Google, but that Tishu Omba, Ariani Obaloni, that's who know Yaswavia, Sinkoromia, Palau, the Goswam, that they need Piara, and Yaswavia. Our session at Raja, our Kama, but the Leo Jala, Shama, the dream. Yaswavia, Tangula Vigo. To bring him as an example, shout out. We don't bring him as a son in Lima, Shemia with the Vigo. South Yasida lady, South Avia, the Vigo, the Yahula, 12 Vigo. Shemia, perhaps she followed you. The teeth of Bong with Beda, one could eat the Bonti. Yaswavia, Badami Chia, Kalama. Yahula and Obano, Zivida, and that would have been people who are here. The widow, Shemia Badami Pitin Kalana, Taro Yahula, the widow got Shemia at the middle. Yahula got Shemia and Taro. Shemia Badami Shia for us, Shemia and Badami of shit, the widow Roga, Shemia Shashi, Yegu, Mahamuni, Muni Patin, Dono Shemia Faya. Shemia Piaji, Ataya, Payashipu and Joha, made the Vino Maya, Ziwi, Dan Adabu, Sadata, So, Luge, Udi, Formi, Shibanavia, Yahula, Dara, Yahula, the Lavau, and Yasewa, the Lido Mani, Lavau, Nega, Nani, the Neva, Yamada, Yamada, Boadona, Eka, Nambawe, the Bounty. The Vido, what bottom you see that, Kama? Yahula, the widow a cook shit over one shit. The widow got do the Malik shit over one shit. The widow got Malik shit over Yahula among which shit. Every day, Shemia, Dan of the middle, a song to widow, but me she's in Kalama. But I'll tell you so see, but one of the town of Kalaba, the widow, Shemia, Paramilo, Kunilo, shaded Shemia, the middle of the Manship by here. And I read of anyone was saying about Shemia with the widow. Karola, the leader of the Piana will never send the other, Gino Bauia, Sobino, Obano, Magina, Pienda, calling of Pianta Guana. Calling of Pianta Guana, Kaliniani, Staring Lato Sama, Televino, Kazada, set down what allows she and let you panzen like that. Do let you set down what allows you and let you panzen and Kajaro. The Motaraji lives in and see the year let hotel with you be or Teddy. How see the canal with you and let the hotel set down a lot of legit and Eddie let him, Mahamodi lives in and see the year let hold the cup yard. That the great chief alone, the woman came when I'm alone. Eddie the Robian of BMB, Mahabari Mahabari, you will let her you be. Mahamani Sondara Biro, Medium or my Shishi the Nano, Totally Terry, Zavasi, Tandan Lobiro. Nemo Downy, Zawidan Lobiro, Zavat Hombelo, didn't so near Mahamato Meiji. Totally Terry, Hemate, Kavami was the Totally along Zavalo, Zavasi, Tanali on the Wooden Panzin. Peter Candela, Nemo Downy, or the Wooden Panzin, Jawi, and Lobiro. Government era the one sound of Hobia, the Google of Gidon Sura. Every look at every G. Joya, a Benyan Nava, Vinamida, Levan and Lagoa. Yahana Mali, she did down below. Chachana, Yahana, Mali, the Goyama, alone G. Call me any of the Go and that G. Overlord, Majiha. Two was alone, there are some also in the Yedai, Gavanda, Bena, and Zaya living. Digane Jay, Gavanda Bensama. Palimo get a never reaction for a mere Buena Mude.
ဘဒုမတ္တရာဘုရားရှင်ကောင်းများပွင့်တော်မူတဲ့ရှင်သာကာလမှာဟောဒီဥပ္ပလုံထေရီမအလောင်းဟာနဂံပြည်မှာနဂံမင်းကြီးရဲ့သမီးတော်နာမည်ကဝိမလာနာမည်ကဘယ်လိုလဲဝိမလာလို့ခေါ်တဲ့နဂံမင်းကြီးလေးတော့ဖြစ်နေတာနဂံဆိုတာလည်းဘုရားပြည့်တိုင်းတိရစ္ဆာန်တို့တွေထဲမှာပါတာပဲအဲ့ဒါနဂံပြည်မှာနဂံမင်းကြီးရဲ့သမီးတော်ဝိမလာလို့အမည်ရှိတဲ့နဂံမင်းသမီးလေးတော့ဖြစ်နေတာတနေ့တော့ခမဲတော်လုပ်တဲ့နဂံမင်းကြီးကလူပြည်ကိုရောက်ကနေတက်လာပြီးတော့အဲ့ဒါဘုရားဗုဒ္ဓရမြတ်စွာဘုရားကိုဆွမ်းကားပင့်သွားတာဆွမ်းကားပင့်သွားတော့ဟိုသမုဒ္ဒရာအောက်ကျမ်းတဲ့ဖြစ်အောင်နဂံတိုင်းပြည်ကိုလိုက်ရမှာဆိုတော့မြတ်စွာဘုရားကဥရိယယဟန်တွေခေါ်သွားလို့မရဘူးယဟန္တာကြီးတွေနဲ့ပင့်သွားမှဖြစ်မယ်ဆိုပြီးတော့ဘိက္ခုနိယဟန္တာမကြီးကြီးဘုရားကလက်ရည်ပင်ရွတ်ထုတ်ပြီးတော့ဘုန်းကြီးတို့ပေးတဲ့အဲ့ဒီမှာမြတ်စွာဘုရားကနဂါးပြည်ကိုကြွသွားတာပုရုဇဉ်တဘာမှပါမကောင်းဘူးယဟန္တာတွေကြီးကိုမှသွားတာယဟန္တာတွေကြီးပါသွားပြီးတော့နဂါးပြည်ရောက်တဲ့အခါကျတော့အဲ့ဒီမှာနဂါးမင်းကြီးကယရဏပလင်ပေါ်မှာမြတ်စွာဘုရားနဲ့ကြွတော်မူလာကြတဲ့ဘိက္ခုနိယဟန္တာမကြီးတွေယဟန္တာယောက်ျားတွေကိုအဲ့ဒီမှာလူတန်းဝေယပူဇော်တွေနဲ့ဆက်ကလူတန်းလို့ပြီးတဲ့အခါကျတော့မြတ်စွာဘုရားကအဲ့ဒီမှာသောအနုမောဒနာတရားဟောသောအနုမောဒနာတရားဟောပြီးတဲ့အခါကျတော့မြတ်စွာဘုရားကအဲ့ဒါဘိက္ခုနီမဓမ္မကိုခေါ်လိုက်တဲ့ချက်ချင်းခဏလာအောင်ဆိုတော့ဘိက္ခုနီမဓမ္မကမြတ်စွာဘုရားရှိလာတယ်လာတဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကနေဟောဒီနဂါးပြည်မှာတကိုးပြကံလို့ဆိုပြီးတော့အဲ့ဒီဘိက္ခုနီမကိုခိုင်းတာခိုင်းတော့ဘိက္ခုနီမကတကိုးတွေတစ်မျိုးပြီးတစ်မျိုးပေါ်လေအမျိုးမျိုးသောတကိုးပြားဒီဟာတွေကိုနဂါးပြည်မှာနဂါးတွေကိုတကိုးပြတကိုးပြတဲ့အခါကျတော့အဲ့ဒီမှာဝိမလအမည်ရှိတဲ့ဥပ္ပလုံအလောင်းနဂါးမင်းသမီးလေးကအဲ့ဒီဘိက္ခုနီမကြီးကိုရှိပြီးတော့ဟာမြတ်စွာဘုရားကယောက်ျားယဟန်တွေပါရထားတဲ့ယောက်ျားယဟန်တွေကိုတကိုးမပြခိုင်းပဲနဲ့ဒီဘိက္ခုနီမကိုတကိုးပြခိုင်းတဲ့ထူးဆန်းတဲ့သူကအဲ့ဒီဘိက္ခုနီမကိုကြည့်ပြီးတော့တကိုးပြလို့ပြီးလိုက်ပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်ဘုရားကြည့်တော်မူသောမြတ်စွာဘုရားအခုတကိုးပြသွားတဲ့ဘိက္ခုနီမနဲ့အရှင်ဘုရားနဲ့ဘာတော်တယ်လဲဘုရားဆွေမျိုးဘလို့တော်ဆတယ်လဲအဲဒီတော့ဘုရားဗုဒ္ဓရာမြတ်စွာဘုရားကိုလျှောက်တော့ဘုရားဗုဒ္ဓရာမြတ်စွာဘုရားကဝိမလအမည်ရှိသောနဂါးမင်းသမီးလေအခုတကိုးပြသွားတဲ့ဘိက္ခုနီမဟာငါဘုရားရဲ့သမီးတော်ပဲလို့အဲဒီလိုမိန်တော်မူလိုက်တဲ့အခါကျတော့ဥပ္ပလုံအလောင်းဖြစ်တဲ့ဝိမလနဂါးမင်းသမီးလေးဟာသူစိတ်ထဲဘယ်လိုဖြစ်လာတော့ဆိုတော့ဧကတဗုဒ္ဓပါဒနေတသုသောဘုရားရှင်ကိုရောမြတ်တို့ရဲ့လက်ထံတော်မှာငါဒီလည်းပဲဒီနဂါးဒီမှာကြွလာတဲ့ဟောဒီဘဂဝရမှာအလောတရားကိုကြည်ကြံမြင့်မြတ်တဲ့ဘိက္ခုနီမတစ်ပါးလိုဖြစ်ခြင်းတယ်ချက်ချင်းပဲပြည့်တဲ့အဲ့ဒီမှာဗရမ ्या ပလင်ကြီးဖန်ဆင်းတယ်ဒီလည်းတကူကြည့်ရပဲနဂါးတို့ရဲ့တကူနဲ့သူအဖေကမြတ်စွာဘုရားကိုယရဏပလင်ကြီးကိုတင်ပြီးတော့ပူဇော်တာသူကအဖေကျက်ကိုတားတယ်ဗရမ ्या ပလင်ကြီးပြုလုပ်ပြီးတော့အဲ့ဒါဗရမ ्या ပလင်တော်ပေါ်မှာမြတ်စွာဘုရားကိုတင်ပြီးတော့ဘာသွားချင်တယ်လို့ဆိုတော့ပလင်ပေါ်မှာဗရမ ्या ပလင်ပေါ်မှာမြတ်စွာဘုရားတရင်သုံးပြီးတဲ့နောက်မှာအရုဏဝတိလို့အမည်ရတဲ့ဥပ္ပလကြာတဲ့ဥပ္ပလဝံဆိုတာကြာလို့အဓိပ္ပာယ်ထွက်တဲ့ပေးတဲ့အဲ့ဒါဥပ္ပလဝံကြာမှန်းနဲ့ခိုးပြီးတော့မြတ်စွာဘုရားကိုပူဇော်တာဗရမ ्या ပလင်နဲ့ဥပ္ပလဝံလို့ခေါ်တဲ့ဥပ္ပလလို့ခေါ်တဲ့ကြာမှန်းနေတဲ့မြတ်စွာဘုရားကိုပူဇော်တာပူဇော်လို့ပြီးတဲ့အခါကျတော့ဣမိနာပုံညကံမေနဘဝဘဝေတုဣမိနာပုံညကံမေနဤကဲ့သို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဗရမ ्या ပလင်ကြာပန်းတို့ဖြင့်ပူဇော်ရတဲ့ပုဂ္ဂိုလ်ကံကြောင့်ဘဝဘဝေတုဖြစ်လျာဘဝတိုင်းမှာဟောဒီဥပ္ပလဝံကြာကဲ့သို့ဥပ္ပလကြာကဲ့သို့ကိုယ်ရှင်လှပခြင်းနဲ့ပြည့်စုံရပါသည်သားမြတ်စွာဘုရားလို့ပထမဆုတော်ကိုအရာတိကောင်းစွာမသွေတောင်းဆိုတော်မူလိုက်ပါပြီတကားဘေး၌ရဲ့ပရမဝုဇုံတောင်းတဲ့ဆိုတာဖြစ်လျာဘဝတိုင်းမှာဥပ္ပလဝဏကြာရောင်အစင်းကဲ့သို့ဘုရားတပည့်တို့ရဲ့ခန္ဓာကိုယ်ကြီးဖြစ်ပါရစေဒါကတစ်ချက်တောင်းတယ်ဒုတိယတစ်ချက်ကမှတောင်းလို့ဆိုတော့ဣမိနာပုံညကံမေနဤကဲ့သို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဗရမ ्या ပလင်ကြီးနဲ့ပူဇော်ရတဲ့ကုသိုလ်ကံဆွမ်းပတ္တကြောင့်
ဧကတံဗုဒ္ဓသာသနေတသုသောဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့လက်ထက်တော်မှာအဋ္ဌိမန္တိနံတကောကြည်တဲ့ဘိက္ခုနီမတွေထဲမှာအခါအတာဆုံးမြတ်ဆုံးဆိုတဲ့ဘွဲ့ဒုခုံလူကိုလည်းပဲရရပါစေတမ်းမြတ်စွာဘုရားတော်ပဋ္ဌာနာရှုတော်ကိုအရာတိကောင်းစွာပဲတောင်းယူတော်မူလိုက်ပါပြီတကားအဲ့ဒီလိုစုနှမျိုးကိုတောင်းတယ်ဒီနေရာမှာအဲ့ဒါထူးခြားချက်တစ်ခုပဲရှေ့ကပါရမီဖြည့်သွားရတဲ့ဒီတာဝကကြီးတွေကတောင်းရင်စုတစ်ခုပဲတောင်းတယ်ရှင်သာရိပုတ္တရာတို့ဆိုလို့ရှိရင်ပညာဧကရဲ့ရရပါလို့ဒီစုပဲတောင်းတယ်ဘာဖြစ်เสียပါလိမ့်ညာရှိမပါဘူးဥပ္ပလောရဲ့ဘဝခရီးကိုကြည့်အောင်ပရိသတ်ရဲ့နောက်ပိုင်းမှာစုတောင်းမှားတာပါလာရှိတယ်စုတောင်းမှားတဲ့ဥပ္ပလောဟာအခုကြည့်အမျိုးသမီးဆိုတော့လှချင်တယ်သူကလှရင်တဲ့အတွက်ကြောင့်မလို့နံပါတ်1အလှပန်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘဝဟာဖြစ်လျက်ဒီဘဝတိုင်းမှာကြာမှန်းကဲ့သို့အစင်းလာရပါလို့ဤဒါကပထမဦးဆုံးတောင်းနေဆိုဒုတိယဆုကြမှာဗန်တောင်းလို့ဆိုတော့တသုတသုသောဘုရားရှင်ကိုယ်တော်မြတ်ရဲ့လက်သက်တော်မှာအဋ္ဌိမန္တဘဂဝိယမှာဣဒရရရဲ့ဘိက္ခုနီမဓမ္မဖြစ်ရပါလို့ဤသူကဆု2ချက်တောင်းသွားတာဘယ်နှချက်တောင်းသွားလဲအဲ့ဒီဆု2ချက်တောင်းသွားတဲ့ဘုရားမုဒ္ဒနာမြတ်စွာဘုရားကအနာဂတံတဉာဏ်တော်ကြီးဖြင့်သူတောင်းတဲ့ဆုကမတော့ပြည့်မလို့မပြည့်ဘူးလားဆိုတာအနာဂတ်ကိုဘုရားကလှမ်းကြည့်ရရတယ်လှမ်းကြည့်တဲ့အခါကျတော့ဗဗန္တသိမ့်ပြည့်ရင်လောကမှာဘောရမဘုရားရဲ့လို့ပွင့်နေတယ်အဲ့ဒီဘောရမဘုရားပွင့်တဲ့အခါမှာဒုတိယအကတာဝိကာမဖြစ်လိမ့်မယ်ဆိုတာကိုဘုရားကတွေ့တဲ့အခါကျတော့အဲ့ဒီမှာမြတ်စွာဘုရားကဆုပေးတာဝိပဿနာအပြီးရှိတော့ငကားမလေးတင်တောင်းတဲ့ဆုကြာအောင်လေဘယ်တော့ကြာမလဲမြတ်စွာဘုရားဓမ္မတသိမ့်ကြာအဲ့ဒီကမ္ဘာတသိမ့်ပြည့်တဲ့နေ့မှာဘောရမမြတ်စွာဘုရားရဲ့လို့ဘာသာကမ္ဘာမှာဝင်နေအဲ့ဒီကြာတော့မှတင်တောင်းတဲ့ဆုပြည့်လိမ့်မယ်လို့ဘုရားရှင်ကိုရောမြတ်ကအဝါစာကောင်းကံမဲ့ပေမိန်ကြတော့မူလိုက်ပါပြီတည်းအဲ့ဒီဝိပဿနာအနည်းရှိတဲ့ငကားမှာလေးဒီဘိယတန်ဒီငကားဘဝကနေမနေလို့တတန်းကုန်လို့သေးတော့တာဝရိန္ဒနတ်ပြည်ကိုတက်သွားတယ်တာဝရိန္ဒနတ်ပြည်မှာနန္ဒမီတပါးသွားဖြစ်ပါတယ်အဲ့ဒီနောက်တဲ့လူပြည်နတ်ပြည်စုံစံသွားလာရင်းတဲ့90တဲ့တကဘာထက်မှာဝိပတိမြတ်စွာဘုရားဖွင့်တော်မူလာပြန်တယ်ဘုရားဗနဲ့ဆိုနဲ့တွေ့တော့ဆိုတာကိုသေချာမှတ်တော့1ဘုရုမုဒ္ဒရာမြတ်စွာဘုရား2ဝိပတိမြတ်စွာဘုရား90တဲ့တကဘာထက်မှာဝိပတိဘုရားရှင်ကိုရောမြတ်ပွင့်တော်မူရာကာလဗာရာဏသီပြည်မှာမဟာဒနတထေးမြို့ပစ္စည်းဥစ္စာပြောချမ်းသာတယ်တထေးမျိုးမှလာပြီးတော့ဖြစ်တယ်တဲ့ဝိပဿနာစွာဘုရားရှင်ကိုရောမြတ်ရဲ့တရားပွဲကြီးကိုတွားပြီးတော့တရားနာတယ်တရားနာပြီးတဲ့သံဃာတရားတွေဖြစ်ပေါ်လာပြီးတော့ဘေဒတ်တွေဝိပဿနာစွာဘုရားရှင်ကိုရောမြတ်ကိုအိမ်ကိုဆွမ်းမ်းပေးပါတယ်ဝိပဿနာစွာဘုရားကိုဆွမ်းမ်းပေးပြီးတော့ဝိပဿနာစွာဘုရားရှင်ကိုရောမြတ်ကိုဆွမ်းတဲ့အတူတဲ့ဗန်လူလုံးဆိုတော့ကြာပန်းကိုပဲဆက်လူတယ်ကြာပန်းဆက်လူပြီးတော့ဖြစ်လျာဘဝတိုင်းဘဝတိုင်းမှာကြာပန်းတဲ့တို့အစင်လှရပါလို့ဒီဘဝမှာလည်းပဲနိဗ္ဗာန်ကိုစုမတောင်းဘူးကြာပန်းနဲ့တူတယ်ကြာပန်းကဲလို့ဥပ္ပလဝဏ္ဏကြာပန်းကဲလို့ဘုရားလည်းတော့အစင်လှရပါလို့ဆိုပြီးတော့ဒီဘဝမှာလည်းပဲဝိပဿနာဘုရားလက်ထက်မှာလည်းပဲဒါမှစုတောင်းတယ်အဲဒီမှာမနေလို့သေနတ်ပြည်တသွားလူပြည်တပြည်ဆုံစံသွားလာရင်းနဲ့ဒေသတေဟောဒီဘဂကဘာမှာတတ္တဗဘုရားပွင့်ပြန်ပြီဘုရားသုံးစုပြီးလိုက်တယ်ဘုရားဘယ်နဲ့ရှုလိုက်ဘုရုမုဒ္ဒရာမြတ်စွာဘုရားရဲ့ဝိပတိမြတ်စွာဘုရားရဲ့ကတ္တဗဘုရားရဲ့အဲဒီဘုရားသုံးစုကိုကောင်းကောင်းမှီလိုက်တယ်အဲဒီကတ္တဗဘုရားရှင်ကိုယ်တော်မြတ်ပွင့်တော်မူရာကာလဗာရဏသီပြည်မှာကိကိမင်းကြီးရဲ့သမီးတော်9ဖော်ဟောလာပြီသမီးတော်9ဖော်ကသမီးတော်9ဖော်ထဲမှာဘေဒတ်တေတမနာခုတ်တံလို့အညီရတဲ့ဒုတိယသမီးတော်တဲ့ကိကိမင်းကြီးရဲ့သမီးတော်9ဖော်ထဲမှာတမနာခုတ်တံလို့အညီရတဲ့အဲ့ဒါဒုတိယသမီးတော်လာဖြစ်တယ်အဲ့ဒါကတော့ဘုန်းကြီးတို့အကျယ်မပြောတော့ဘူးသမီးတော်9ယောက်လုံးသာသနာတော်ကိုကျင့်ကြတယ်သင်္ကန်းဝတ်ဖို့ခွင့်တောင်းတယ်ခမဲတော်ကမပေးဘူးမပေးတဲ့အတွက်ကြောင့်မို့လို့ကောမာရဗြဟ္မစရိယအဗြဟ္မစရိယသိက္ခာပုဒ်ကြီးစောက်ထဲပြီးတော့
တဲလို့အဲ့ဒါအနှစ်2000တိတိညီမ9ခေါ်လုံးဟာအဲ့ဒါဥပ္ပတရေတိကဆောင်းတည်ပြီးတော့နေသွားကြတာအဲ့တော့တတိတော်9ခေါ်တယ်မှာအကြီးဆုံးကသမဏီပြီးသွားပြီခေမာမိဗျာကြီးခေမာထေကြီးပြီးသွားပြီအခုဒုတိယသမီးတော့သမဏဂုတ်တာတဲ့နာမည်ကအဲ့ဒါဥပ္ပလုံအလောင်းပဲတတိယသမီးတော်ကဘိက္ခုကြီးပရာစာကြီးအလောင်းအဲ့ဒါတို့သုံးပါးကအစဉ်တိုင်းခေါ်ရမှာအခုခေမာပြီးပြီအခုဥပ္ပလုံဟောနေတယ်ပြီးရင်ဘယ်သူနဲ့လဲပြေးတိုက်ဗရာစာကြီးအကြောင်းအရာပဲဗရာစာကြီးအကြောင်းအရာပဲဗရာစာကြီးဟောပြီးကုန္ဒလကေတိလို့ခေါ်တဲ့ဘုန်းကြီးတို့ကုန္ဒလကေတိအကြောင်းဟောမှုပါလေချစ်တော့ချစ်တယ်ဒါပေမဲ့မမေ့ပါဆိုတာအဲ့ဒါကုန္ဒလကေတိအကြောင်းကိုဟောလာတာထားလိုက်ကုန္ဒလကေတိကဒီနေ့ဝါတွင်မရောက်တော့ဘူးဗရာစာကြီးရောက်အောင်ဘယ်နဲ့တွန်းသွားမှာအဲ့တော့သမဏဂုတ်တံလို့အမည်ရတဲ့ဥပ္ပလုံထေရီကအလောင်းဟာအဲ့ဒီဘဝမှာလည်းပဲအနှစ်2000တည်ပြီအလမသရိယဒုက္ခဝိညာဉ်ဆောင်ထိုင်ပြီးတော့နေသေသွားတဲ့အခါကျတော့နတ်ပြည်ကိုတက်သွားတာအဲ့တော့သူဘဝလေးပြန်ပြောပြတဲ့တတောသုတ္တမနုဿေကိုဥပပန္နမဟာကုလေဗိဓမ္မသဝရံဒုက္ကံအတတံအရဟတောအဟံတတောသုတ္တဝိညာဏပြည်မှာသုတ္တသုတေလာတော့ဥပ္ပလုံထေငါသည်မနုဿေတို့လူတို့ပြည်၌မှာကိုလေးမြတ်တော်မျိုးမှာဥပမာဏဖြစ်၌တရတော်မျိုးကောင်းသတိဖြင့်ဖြစ်သောဘဝ၌ကိတံဆွေဆင်းရှိသောမန္တံချောမြတ်စွာသောဝရဒုညကောင်းမွန်လာစွာသောဒုက္ခဝပံပစေအဟံနာသည်အရဟတောယဟနာပုဂ္ဂိုလ်ရှင်သူများအားအရဟံကောင်းသောမတေပြေပူခဲ့ဘူးပါပြီတကားဒီမင်းကြီးသမီးတော်ဘာကနေမနေလို့သေးနတ်ပြည်တက်သွားတယ်နတ်ပြည်ကနေပြန်ဆင်းလာတော့လူပြည်မှာတစ်ဖြစ်သမီးလာဖြစ်တယ်တဲ့ကတ္တဝါမျိုးတော်မြတ်ရင်ခေါ်တော်မြတ်သာနာတော်ကြီးမကွယ်မီယဟန္တာတစ်ပါးကိုသင်္ကန်းအတွက်ရှိမှန်းပြီးတော့ဝပန်းပစိုးတစ်ထည်တူတယ်တဲ့ဝပန်းပစိုးတစ်ထည်တူပြီးတော့ဆူတောင်းပြန်တယ်ဆူတောင်းမှားတဲ့လေသလားကွယ်မှားပြီးသေးတာဒီမှာကြဣမိနောပုံညာကံမေနဤကဲ့သို့ရှင်ဘုရားတို့ဤမှန်းပြီးတော့ဤဝပန်းပစိုးကိုလူတိုင်းရတဲ့ဘုဒ္ဓတာဆွမ်းပကားတို့ကြောင့်ဘဝဘုံဖြစ်နေရဘဝတိုင်းဘဝတိုင်းမှာအဘိဓုပေါကလွန်ဆင်းလာသူသည်ဘဝရန်ဖြစ်ရပါနေလားဖေဟာဘလို့ဖြစ်အောင်အစင်းလှရမလဲဆိုရင်မြင်သူယောက်ျားတွေအယူအမှုဖြစ်ရတဲ့အထိလှရပါစေသာလို့ပဋ္ဌာန်းရှုသောအရဟတိကောင်းစွာပဲတောင်းယူခဲ့ပါပြီတကားဆိုလိုက်ပါဝပန်းလူရဣဒနာကြောင့်မြင်သူတကားယောက်ျားမှာလူကနေပါစေဝပန်းလူရဣဒနာကြောင့်မြင်သူတကားယောက်ျားမှာလူကနေပါစေဣဒံမေဘုရားနိဗ္ဗာန်သာပစ္စယောဟောတုမပါဘူးဝိဒိမပါတဲ့အခါကျတော့ဘာဖြစ်တယ်လဲကြည့်တောင်းတဲ့ဆိုတာဝတ်ပန်းတဲ့ဝတ်ပန်းဆိုတာကိုဘိယပြတာဘုံတော်ကောင်းတော့နားမလဲဝတ်ပန်းဆိုတာဘာလဲဝတ်တဲ့အဝတ်ပန်းရောင်အဆင်းရှိတယ်ဘာရောင်အဆင်းရှိတယ်ဒီမှာဝတ်လာတဲ့အဝတ်ပန်းရောင်အဆင်းရှိတဲ့အဝတ်ကိုအဲ့ဒါရှင်းလုံးကဘုရားလက်ထက်ကဝတ်ပန်းပစိုးလို့ခေါ်တာအိန္ဒိယမှာပဲဖြစ်တဲ့အဖြစ်ပြက်တွေကအိန္ဒိယမှာအိန္ဒိယကလမတွေစာရီချုံတာတွေ့ဘူးသားပဲအဲ့ဒီဘုန်းကြီးထင်တယ်ပေါ့လေအပေါ်ယုံစာရီအဲ့ဒီစာရီကိုလှူတဲ့ပုံစံရှိတယ်ပန်းရောင်အစင်းလေးရှိလိုက်ပြီဒါကြောင့်ဝပန်းလို့ခေါ်တာအဲ့ဒါရှင်များတို့သင်္ကန်းချုပ်ဖို့လို့လှူပါတယ်ခင်ဗျာတပည့်တော်ရှင်များဒီလှူရတဲ့ပုဂ္ဂိုလ်ကံကြောင့်ဝပန်းလူရာဣဒာနကြောင့်မြင်းဘူးတော်ကယောက်ျားမှယူကနေပါသေးတပည့်တော်လှရပါလို့တပည့်တော်အလှတပည့်တော်ကိုမြင်တဲ့ယောက်ျားမှန်တယ်အယူကြီးလို့ဖြစ်ပါသေးတဲ့အဲ့ဒီစုကိုတောင်းတယ်အေရိရနေအဲ့ဒီဘဝကမနေလို့သေတန်ကုံတော့နတ်ပြည်တက်မသွားတော့ဘူးသူကလူဘဝပဲပြန်ရတယ်
လူဘဝပြန်ရပြီးတော့ဗမာသွားပြည့်သုံးဆိုရင်အရိဋ္ဌပူရမျိုးအရိဋ္ဌပူရမျိုးတိဝဆတထေကြီးရဲ့သမီးတော်တဲ့တတော်ဆိုတာအရိဋ္ဌပူရေတတော်ဆိုတာအရိဋ္ဌပူရေသံတံဝိပကုလေအဟံဒီတံတိရိတိသတ္တဩမာဒံဒီမနောဟရာတရားရောအရှင်မတို့အဟံဥပ္ပလာဝဏတိနာတိတတော်တို့ဘပံပစိုးကိုလူရသောဘဝမှာသုတော်သုတံသုတေနေရှိသောအရိဋ္ဌပူရေအရိဋ္ဌမြို့၌ဝိပါကုလေယဝချမ်းသာဥစ္စာဖြစ်စဉ်ဂုံသိမ့်ကြည်လအမျိုးများ၌ဇာတာကောင်းပါမသိဖြစ်ရပါပေ၏တိရိတိဝသတ္တတိရိတိဝသအမည်ရှိသောတထေကြီးဒီတံသမီးတော်ဖြစ်၍မနောဟရမြင်သူယောက်ျားရဲ့စိတ်ကိုယူဆောင်လျက်ဩမာဒံတိမြင်သူအများလူယောက်ျားတို့တိမ်ပါခွေရိုင်းမြင်သူယောက်ျားလူယောက်ျားတို့တိမ်ပါခွေရိုင်းမူးမိုင်ချလဲသောက်တရားမရရိုးတွကြ၍အနုတ္တပညာခေါ်ကြပါ၍ဩမာဒံတိဩမာဒံတိအမည်ရှိသည်ဟောမိကောင်းစွာမသိဖြစ်ရပါပေတော့သည်တကားဧဘေတတိအဲ့ဒီဘဝမှာဥဒ္ဒလုံထေမကြီးရဲ့နာမည်ကဩမာဒံတိပါတယ်လေဩမာဒဆိုတာအယူအဲ့ဒါဘုန်းကြီးတို့ဩမာဒံတိဇတ်တော်ဆိုတာဒါအထူးပြောကြရမလို့တော့ဘူးအဲ့ဒီမှာသိဝင်မင်းကြီးတို့ဩမာဒံတိတို့အဘိဗာဒကစစ်သူကြီးတို့ဆိုတာဩမာဒံတိဇတ်တော်ကြီးရှိတာပဲအဲ့တော့အဲ့ဒီဩမာဒံတိဇတ်တော်ကြီးမှာဘုရားအလောင်းရဲ့အရှင်သာရိပုတ္တရာအလောင်းရဲ့ဘုဒ္ဓလုံးအလောင်းရဲ့ဒီဘဝမှာတော့စုံရတယ်အဲ့ဒါအဖေလုံးတဲ့တထေးကြီးကရှင်နန်းတော်သွားပြီးတော့ခါကားတယ်ခါကားတဲ့အခါကျတော့သိရင်မင်းကြီးကိုရှောက်တယ်မြတ်တော်မင်းကြီးအလွန်တရာဆောမောလှပသောသမီးတော်လေးတစ်ပါးရှိပါတယ်အဲ့ဒါမင်းကြီးကိုဆက်တာခြင်းပါတယ်မိဖုရားကြီးညှောက်ဖို့လို့ပေါ့တထေးကြီးကသွားပြီးတော့ရှင်မင်းကိုသွားဆက်တာသမီးဩမာဒံဒီကိုသွားဆက်တာတဲ့အခါကျတော့ရှင်မင်းကြီးကပုံသားရှိရောက်တဲ့ပရိသတ်ကြီးပုံသားဘယ်နှရောက်လဲဗေဒင်လက္ခဏာကောင်းစွာကျွမ်းကျင်သောပုံတော်ရှိရောက်ကိုသွားပြီးတော့ဩမာဒံဒီရဲ့လက္ခဏာတွေတွားကြည့်ခိုင်းတာမင်းဖြစ်ထိုက်တဲ့အင်္ဂါပါလားမပါလားသွားကြည့်သူမိဖုရားခေါင်းကြီးဖြစ်ထိုက်လားမဖြစ်ထိုက်လားသွားကြည့်ဆိုပြီးတော့အဲ့ဒါပုံတော်ရှင်းအောင်ကိုမိဖုရားအင်္ဂါနဲ့ညီမညီသွားကြည့်ခိုင်းတာအဲ့ဒါပုံသားတွေအိမ်ပေါ်ကိုရောက်တော့ပုံသားတွေကိုတထေးကြီးကစားကောင်းတောက်ဖွယ်တွေနဲ့ခြားပြီးတော့အဲ့ဒီမှာအခန့်ကျွေးမွေးနေတာဩမာဒံဒီကဥပ္ပလောအလောင်းဩမာဒံဒီကအခန်းထဲမှာအဲ့ဒါပုံသားတွေစားနေတော့မှသမီးရေရှင်နန်းတော်ကပုံသားတွေလာတယ်ငါသမီးထွက်ပြီးတော့အခါမှာအုံးလုံးဆွဲပြီးတော့အဖေလှုပ်တဲ့တထေးကြီးကခေါ်လိုက်တော့ဩမာဒံဒီကအခန်းထဲကထွက်လာတယ်ဩမာဒံဒီကိုမြင်လဲမြင်ဟောဘယတ္တတွေအဲ့ဒီမှာပုံသားတွေဘာဖြစ်တယ်လဲစာထဲမှာတော့ပြောတာအများကြီးပေါ့တချို့ပုံသားတွေကတခါတည်းထမင်းလုံးကြီးကိုင်းပြီးတော့ဩမာဒံဒီကိုကြောင်းပြီးတော့ကြည့်တယ်တချို့ဘုရားတွေကလည်းသမင်းလုံးကိုဗဇတ်တဲ့ခေါ်မှမခေါ်မတဲ့နေရတဲ့သမင်းတွေခေါ်တယ်တဲ့တချို့ဘုရားတွေကလည်းဗဇတ်တဲ့သမင်းခက်ရမှာမဆွဲဘဲနဲ့မျက်စိထဲကိုသမင်းလုံးတွေထိုးဆက်လို့ထဲနှာခေါင်းထဲထိုးဆက်လို့ထဲဟာတခါတည်းအဲ့ဒီမှာသူတောင်းတဲ့စုပေါ်ပရိသတ်မြင်သူတွေကယူရပါလို့ဤသူ့ကိုမြင်တာနဲ့ယောက်ျားတွေမြင်ယူမှုပြီးတော့တခါတည်းဖြစ်ပါစေဒီစုကတောင်းခဲ့တာဟုတ်လူတော့လည်းယဟန္တာကိုသူခဲ့တာဆိုတော့တောင်းတဲ့စုကပြေးပြီပေါ့ယဟန္တာပုဂ္ဂိုလ်ကပိလကဆင်ကျင်းနေတော့အဲ့ဒါနဲ့တခါတည်းပုံသားတွေအဲ့ဒီတော့သမင်းဝိုင်းထဲမှာကိုယ်ကားတွေဖြစ်ထိုင်ကြတဲ့သမင်းလို့ထိုးတဲ့ပုံသားကထိုးထက်ငါအဲ့ဒီတော့ဖြစ်တော့ဥမာရဏီကအဖေဘယ်နဲ့ဟာတွေခေါ်လာတယ်လဲသွားဟဲ့အိမ်စီတွေထွက်လာတဲ့အဲ့ဒီပုံသားရှင်းအောင်ရှင်လန်းတော်ကလာတာအဲ့ဒီပုံသားတွေကမင်းပေးလိုက်တဲ့တာဝန်နဲ့လာအဲ့ဒီပုံသားတွေအကုန်လုံးအပြင်ဆွဲထုတ်ငါအိမ်နဲ့ညစ်ပတ်တယ်ဆိုပြီးတော့ခိုင်းတော့တရင်တိုင်းပုံသားတွေအကုန်လုံးအပြင်ဆွဲထုတ်အပြင်ဆွဲထုတ်တော့ပုံသားတွေကငါတို့မင်းမှုထမ်းတွေကိုဒီလိုလောက်ရမလားဆိုပြီးတော့အဲ့ဒီမှာပုံသားတွေစိတ်ဆိုးတာ
စိတ်ခေါ်ပြီးတော့ရွှေနန်းတော်ရောက်တဲ့အခါကျတော့ဘုံသားတွေကိုမေးတယ်တိဝိဘယင်ကြီးကတိဝိဘယင်ဆိုတာဘုရားအလောင်းတိဝိဘယင်ကဘယ်လိုလဲဘယင်သာဘုရားအလောင်းတော်ကြီးတော်မှာဥမာဒန်ဒီတွေ့လို့ယူနေတယ်အဲ့ဒါတခါနဲ့သွားရောဟာဘယ်လိုလဲဘုံသားတွေမမဘုရားမိဘုရားဖြစ်ထိုက်တော့ကြံအင်လက္ခဏာတစ်ချက်ကလေးမှမရှိပါဗျာဘုံသားတွေကတို့အဆက်ခွဲရမလားဆိုပြီးတော့တင်သိမယ်မိဘုရားမဖြစ်စေရဘူးဆိုပြီးတော့ဘုံတော်ရှိရောက်ကအဲ့ဒီမှာလျှောက်တော့ဘုန်းကြီးတို့ဘုရားလောင်းတော့တိဝိဘယင်ကြီးကအဲ့ဒီဥမာဒန်ကြီးကိုစိတ်မဝင်စားဘူးဘယင်တိုက်အဲ့ဒါနဲ့ဒီလိုရင်းကိုဥမာဒန်ကြီးကလည်းကြားတယ်အဖေလုံးတဲ့တထေးကြီးကလည်းကြားတယ်ကြားတဲ့အခါကျတော့ကိုင်ရှင်ဘယင်ကမှမိဖုရားမမြောက်နိုင်ရင်လည်းပဲစစ်သူကြီးနဲ့ပြေးသားပဲတဲ့စစ်သူကြီးနာမည်ကအဘိပါရကစစ်သူကြီးနာမည်ကဘယ်လိုလဲအဲ့ဒါရှင်သာရိပုတ္တရာအလောင်းဘယ်သူအလောင်းလဲဘယင်တိုင်းရှင်သာရိပုတ္တရာအလောင်းကအဘိပါရကစစ်သူကြီးဖြစ်နေတာအဲ့ဒါအဘိပါရကစစ်သူကြီးနဲ့ပြေးသားမယ်ဆိုပြီးတော့အဖေလုံးတဲ့တထေးကြီးကအဘိပါဒကနဲ့ပြေးစားလိုက်တာလို့ပြောစို့အဲ့ဒါထိုင်ချပြေးစားပြီးတော့ဒီလိုပဲနေကြတာပေါ့လေဒီနေ့တော့နေတော်နေပြားမှာသဘုံတန်နေထားကြတောင်းကြတယ်ဆိုတဲ့တည်းရတော့အလောင်းတော်ကြီးတိဝိဘယင်ကအဘိပါဒကသေသူကြီးကိုခေါ်ပြီးတော့အမောင်အဘိပါဒကနေတော်နေပြားမှာသဘုံနေထားကြတောင်းကြတယ်အဲ့ဒါအမောင်သွားပြီးတော့နှိမ်နှင်းပေးပါအောင်လို့ဆိုပြီးတော့အဲ့ဒါစစ်တိုက်ထွက်ဖို့လို့တာဝန်ပေးလိုက်တာတာဝန်ပေးတဲ့အခါကျတော့အဘိပါဒကဥပလောအလောင်းဖြစ်တဲ့ဥမာဒန်ဒီကိုမှာခဲ့တယ်ဥမာဒန်ဒီမင်းဘယ်မှမထွက်နဲ့နော်ဘယ်မှမသွားနဲ့နော်တိတိကျကျမှာခဲ့တယ်ပရိသတ်ကြီးအဲ့ဒီဥပလောအလောင်းကိုငါရှိတဲ့ဆင်းရဲကိုစစ်တိုက်ထွက်ရလို့မယ်သိချကြသွားပါဒါနဲ့အဘိပါဒကစစ်တိုက်ထွက်သွားရောအဘိပါဒကစစ်တိုက်ထွက်သွားပြီလို့မကြံဘူးပရိသတ်ကြီးတဇောင်ဘုံလာပြည့်နေနက်ခပွဲတဲ့ရမောလာပြည့်နေပါလေတဲ့အဲ့ဒီကဘုဖယားအလောင်းတော်လက်ထက်တည်းကရှိတယ်ဇောင်မုန်းလမ်းပြည့်နေဟာကောင်းနေပါလေနက္ခတရကျေရကလေးအစုံထွက်တဲ့လဒါကြောင့်ဇောင်မုန်းလမ်းပြည့်နေကိုဆေးပေါင်းခတယ်လားလို့မခေါ်ဘူးလားမင်းတိုက်ဆေးပေါင်းခတယ်လားလို့ခေါ်တာအဲ့ဒါအမှန်မှန်ကတော့ကောင်းတယ်မှာရှိတဲ့နက္ခတွေကျေတာရတဲ့အကုန်လုံးအဲ့ဒီနေ့အစုံထွက်ပေးရတယ်ဇောင်မုန်းလမ်းပြည့်နေနက္ခတရကျေရကလေးစုံတဲ့နေ့ဟာဇောင်မုန်းလမ်းပြည့်နေပဲအဲ့ဒါနဲ့တရားမိုးလာပြီးလက်ခဘောတော်ကြီးရှင်ကျင်းပါတော့ဘုရားလောင်းတော်ပြည့်ဝမင်းကြီးကလည်းပဲယရဏစင်တော်ကြီးစီးပြီးတော့နဗိလိညဆိုတော့ငါလည်းပဲလက်ခဘောစင်တော်ဦးလို့ဆိုပြီးတော့သူကလည်းယရဏစင်တော်ကြီးနဲ့စဘောကနေပြီးတော့စီးပြီးတော့လာအဲ့ဒီမှာပုံမှန်တန်ဒီစိတ်แท้မှာဘယ်လိုဖြစ်တုံးလို့ဆိုတော့ဒီလောက်တောင်မှငါ့ကိုမိဖုရားမမြောက်ရှင်နဲ့ရှင်မရင်ငါအကြောင်းသိရသေးတာပေါ့ငါလည်းမသိဘဲနဲ့သိရသေးတာပေါ့ဆိုပြီးတော့ဝက်ကောင်းစားလာတယ်ဝင်ပြီးတော့ပရိသတ်ကြီးအဲ့ဒါရွှေဘက်ထဲမှာပန်းနေထည့်ပြီးတော့ဟိုတိုက်အပေါ်လက်ကနေပြီးတော့ရှင်မရင်ကြီးကိုပန်းနဲ့လှမ်းပြီးတော့ပက်တာရှင်မရင်ကိုပန်းနဲ့ကျိုးဆိုတာသူ့ကိုမြင်အောင်လို့သူ့ကိုမြင်ရင်ဒီရှင်မရင်ကြီးယူအောင်လို့ဘုဒ္ဓဇဘဝဆိုတာကြည့်ပရိသတ်ဒီရှင်မင်းကြီးကဘုရားအလောင်းရှင်မင်းကြီးကပါလေကဲဥမာဒန်ကြီးကယဟန္တာမအလောင်းဟုတ်တယ်မဟုတ်လားဘုရားရဲ့သမီးကဒုတိယအရဟတဝကဖြစ်ရမယ့်ပုဂ္ဂိုလ်ကြီးသွားဆုံရတဲ့ဘဝမှာဒီရှင်မင်းကမကျင်တတ်ဘူးတကယ်ဆိုရင်ဘုရားလောင်းတော်ကြီးပဲသူ့အဖေဘုရားပဲဘုရားဖြစ်မှဒီပုဂ္ဂိုလ်ဟာဒါပေမဲ့လို့ဘုဒ္ဓဇဘဝမှာဆိုတာဘုရားခဏခဏပြောတယ်ဘုဒ္ဓဇရဲ့စိတ်ဆိုတာဘယ်တော့မှမဖြောက်ဘူးပရိသတ်ဘုဒ္ဓဇစိတ်ဆိုတာဖြောက်သလားဘုရားရဲ့စိတ်ကမပြောင်းဘူးကောက်တယ်ကောက်တဲ့အခါကောက်တယ်အမြဲတမ်းဖြောင်းမရှိဘူးဒါလောက်တော့သိတဲ့ရှင်ကြီးငါအကြောင်းသိရမယ်ဆိုပြီးတော့ဘုရားကြီးဘာပြောကောင်းမလဲအိမ်မောင်ကနေပြီးတော့ပန်းတွေနဲ့လှမ်းပက်တာဟာပန်းတွေနဲ့ပက်တဲ့ဘောကပန်းတွေနဲ့ကြာလာတဲ့ပန်းမှုလေးရတယ်ဘယ်လိုလဲဆိုပြီးတော့ဘုရားလောင်းတော်သိပြီမင်းကြီးကမော့ကြည့်လဲကြည့်လိုက်တော့ဥမာဒန်ကြီးကိုမြင်ရောဥမာဒန်ကြီးကိုမြင်လဲမြင်ရောဘာဖြစ်လဲသူလဲယူတာပဲတခါလေအဲ့ဒီမှာယရဏစင်တော်ကြီးရှေ့မတော်ခိုင်းတော့ပဲတဲ့ဟေးနန်းတော်ပြန်ကွာနန်းတော်ပြန်ကွာငါရင်ထဲမှာလှလှနဲ့တုံလာတဲ့ခေါင်းလေးနဲ့မူးလာတဲ့ဟာသက်သာပါတော့လဲလာဘူးဘယ်လိုဖြစ်မှမသိတော့ဘူးဖေကောင်မင်းပြန်ဆုပ်ပြန်ဆုပ်ဆိုရွှေနန်းတော်ရောက်အောင်မနဲ့ပြန်ရွှေနန်းတော်ရောက်လဲရောက်တော့ဘယင်းတိုင်းအဲ့ဒီမှာမအိမ်တိုင်းမစားနိုင်တမိုင်းမိုင်းသတိပြင်းနဲ့ဖြင်းပြီးတော့အဲ့ဒီမှာသူ့ဝိမင်းကြီးယူတယ်ပေါ့ဗျာ
အတူဆုံးဆွဲလိုက်ကြဥမာရဏိဇက်ကပြီးပြီးသားကြီးအဲ့ဒါမကန်းနဲ့မကောင်းတဲ့တမိုင်မိုင်တရူတွေနဲ့သိပြီမင်းကြီးဥမာရေးဓာန်ကြီးရေးနဲ့ခေါ်ပြီးတာအဲ့မှာတခါတည်းယူတယ်လို့ဖြစ်နေရောရှင်မကြီးဘာဆေးမှလည်းတိုက်မရဘူးကာမရာဂဤယောဂကကုရနတ္တိဆေးမရှိဘူးမိမိပညာတတိသားလင်မဟာဩတထဆေးမြည်သွားရှင်မဏိတော်ဘုရားကြီးကလည်းတတိမကပ်ပဲနဲ့တတိတွေလွတ်ကုန်လို့အဲ့ဒါနဲ့သင်္ဃာကြီးဗုဒ္ဓရာအလောင်းအဘိဗရကစစ်သူကြီးကလည်းပဲရှေ့တန်းရှင်းမျက်နှာကနေပြန်လာပြီးတော့ဒီဝင်မင်းကြီးထံခါကားဝင်တော့ဘယင်းကြီးကအဘိဗရကလည်းမမှတ်မိတော့ဘူးအဲ့ဒါမှယူနေပြီဘုရားလောင်းတော်ကြီးယူနေတဲ့အခါကျတော့ဂိုင်းဒီတိုင်းတော့မဖြစ်ချေတော့ဘူးဒီရှင်မယင်ကြီးဆွေးကုပေးမှပြောင်းလိုက်မယ်ကာမရာဂဤယောဂကကုရနတ္ထိဆေးမရှိဘူးမိမိပညာသတိကံလည်းမဟာဩဒထဆေးမိသွားရှင်ဒီမင်းကြီးတော့ဒီမင်းကြီးနဲ့ကုလို့မရတော့တတိနဲ့လည်းကုပေးမှရတော့ပဲဒါဘယ်လိုလုပ်မလဲလွယ်ပါလေအဘိဗာဒကရှင်သာရိပုတ္တရာအလောင်းပဲပြေးတိုင်းပညာစုတောင်းလာတဲ့ပုဂ္ဂိုလ်ကြီးပဲပညာဉာဏ်သိကြီးတာပဲအဘိဗာဒကပုဂ္ဂိုလ်ကြီးအဲ့ဒါနဲ့ဗမာပြောတယ်သူစစ်သားတယောက်ကိုခေါ်ပြီးတော့သွားမင်းညောင်မင်းကြီးနောက်သားမှာသွားနေညောင်မင်းခေါင်းကြီးရှိတယ်အဲ့ဒီညောင်မင်းညောင်မုတ်စိတ်ကြီးနေမှာပေါ့တခါတည်းအမြင့်တင်နေအဲ့ဒီမှာတက်ခေါင်းကြီးဖြစ်နေတာအဲ့ဒီခေါင်းတော့မင်းဟွန်ပုံးနေပြီးတော့ငါကရှင်မင်းကြီးကိုပြောမယ်မင်းကြီးရဲ့ယောဂပြောဖို့လို့စေကုသမှုကုသနီလန်းတွေကိုညောင်မင်းကြီးမှာစောင့်နေတဲ့ယောဂကုနဲ့မင်းကြီးကဆေးသွားတောင်းတယ်အဲ့ဒီယောဂကုနဲ့မင်းကြီးကအမိန့်ချတဲ့အတိုင်းမင်းကြီးကိုဆေးကုပေးမယ်ဆိုပြီးတော့ငါပြောမယ်ဆိုပြီးတော့အဘိဗာဒကရှိသူကြီးကဘယေတိုင်းသူစစ်သားတယောက်ကိုအဲ့ဒီညောင်မင်းနဲ့သွားပုံအောင်ခိုင်းလာပြီးတော့စကားတွေသင်ထုတ်ပေးလိုက်တာအဲ့ဒါနဲ့တခါလဲရှင်မင်းကြီးကိုပြောတယ်မြတ်သောမင်းကြီးဒီမင်းကြီးခံရနေရတဲ့ယောဂဝေဒနာဟာဆေးကုမှပြောင်းမယ်အဘိဗာဒကရှိသူကြီးဘာဆေးမှမကုနဲ့မဟုတ်ဘူးကုမယ်လာဆိုပြီးတော့အတဲဆွဲခေါ်သွားတာဆွဲခေါ်လာပြီးတဲ့အခါကျတော့ညောင်မင်းကိုသွားတာပေါ့ဘုရားဘယေတိုင်းညောင်ဆောင်နှက်ကိုမေးမယ်ပေါ့အဲ့ဒါနဲ့ကရောဝေရီပါလေးပေးပြီးတော့အဘိဗာဒကဆေးသူကြီးကခတ်တီတီနဲ့ညောင်ဝင်ကြီးမှာစောင်းရှောင်းနေတဲ့ညောင်ဆောင်နှက်ကြီးခမညာဟောဒီပြီးပြီးမင်းကြီးမှာဆွဲကန်းနေသောယောဂဝေဒနာများကိုဆေးများလည်းပေးပါကုသပေးတော်မူပါဆေးဝါးမန္တရားများလည်းပေးပါဘယ်ပုံဘယ်နည်းကုသပေးရင်ပြောင်းမယ်ဆိုတာကိုလည်းပဲညောင်ဝင်ဆောင်နှက်ကြီးအမိန့်ပေးတော်မူပါဘုရားဆိုပြီးတော့အဘိဗာဒကဆေးသူကြီးကခတ်တီတီနဲ့လောက်ကြီးဖြီးပြီးတော့ညောင်ဝင်ကြီးတိုင်တယ်တော့ဟောညောင်ဝင်မှာသူလွတ်ပေးလိုက်တဲ့စစ်သားကညောင်ကောင်းတဲ့ကနေပြီးတော့အတန်ကျဲကြီးနဲ့អော်တော့အဲဒီအဘိဗာဒကဆွေသူကြီးသိဝိမင်းကြီးမှာဆွဲကပ်နေတဲ့ယောဂဟာဒီလိုဆေးနဲ့ကုလို့မရဘူးတင်းရဲ့ဇနီးနဲ့ဖြစ်တဲ့ဥမာတန်ကြီးကိုတွေ့ပြီးတဲ့ကအဲဒီဘုရင်ကြီးယူသွားတာဒါကြောင့်တင်းရဲ့ဇနီးဥမာတန်ကြီးကိုသိဝိမင်းကြီးကိုပေးလိုက်ရင်အဲဒီယောဂပြောင်းလိမ့်မယ်ဒီလိုអော်ခိုင်းတာအဲ့ဒီလိုអော်ခိုင်းတာတကယ်လေးပေးမှရှင်သာရိပုတ္တရာအလောင်းအဘိဗာဒကစစ်သူကြီးကပေးမလို့ဆိုတဲ့ရည်ရွယ်ချက်နဲ့သွားអော်ခိုင်းတာအော်လဲអော်ခိုင်းတော့ဘယင်းတိုင်းအဲ့ဒီမှာဘုရားလောင်းတော်တိဝိမင်းကြီးချက်ချင်းတတိဝင်လာတယ်တဲ့အမလေးငါဖြစ်နေတဲ့အဖြစ်အပျက်တွေကိုလူတွေမကဘူးနတ်တွေပါသိပါရောလားလို့ဆိုပြီးတော့အဲ့ဒီမှာရှက်သွားတာဘယင်းတိုင်းစာလိုပြောတော့ဟိရိပတ္တပတရားဗာတရားတဲ့လေအဲ့ဒီမှာရှက်လဲရှက်တယ်ကြောက်လဲကြောက်ထားတယ်ဒါကြောင့်ဒုတိယလုပ်ငန်းဆိုတာဘိရောပြေးတိုင်းဘယ်လိုမသိသိနတ်သိတယ်တဲ့ဘယ်လိုမသိသိဘယ်လိုသိတယ်လဲအဲ့နံပါတ်1ဘယ်လိုသိလဲကိုမှစောင့်နေတဲ့ကိုစောင့်တတ်တဲ့အရင်သိတယ်တဲ့ကိုစောင့်တတ်တဲ့အရင်သိတယ်အဲ့ဒီကိုစောင့်တတ်တွေကနေပြီးတော့ဗာဖြစ်လေအိမ်ဆောင်နာဆံဆောင်နာကြောင်းဆောင်နာသူတို့အချင်းချင်းနတ်တွေချင်းချင်းပြောတာအကုသိုလ်လုပ်နေတယ်အကုသိုလ်လုပ်နေတယ်ဒါအခုဒီညောင်နေဆောင်နှက်ဆိုတာကတော့တကယ်နှက်မဟုတ်ဘူးဘုသောအဘိဗာဒနာဖြစ်သူကြီးရဲ့စီမံပေးတဲ့နှက်သူပြောတဲ့အတိုင်းလုပ်ရတယ်တို့တော့အဲ့ဒီမှာသူ့ဘုရင်ကြီးကဘာယူဆရှိသွားလို့ဆိုလို့ချင်းသူ့စိတ်ထဲမှာတကယ်နှက်ရှင်ပြီးတော့ငါစိတ်ထဲမှာရှင်းနေတာတွေကိုလူတွေမကဘူးနတ်တွေကသိပါရလားငါရှင်းလိုက်တာဆိုပြီးတော့ဘိမပြေးတိုင်းအဲ့ဒီမှာတာဝေကတရားရတယ်တဲ့နာဝေကတရားရပြီးတော့အဲ့ဒီမှာအယူပြောက်သွားတယ်လို့ဆိုလိုက်ကြပါစို့ပေါ့ဗျာ။ဩမာတန်တိတိတိတတ်တော်ကိုဟောမယ်ဆိုရင်
သတ္တကြီးကတခန္ဓာရှိတာပဲထားလိုက်တော့အဲ့ဒီဘဝမှာဘုန်းကြီးတို့ဒီတိုင်းတိဝိပယင်းကြီးဖရာလောက်အဘိဗဒကစေစုတိရှင်သာရိပုတ္တရာလောက်အုံမထံဒီဥပ္ပလုံကိုအလောင်းဆိုပြီးတော့မြတ်စွာဘုရားကတိဝိဇတ်တော်ကိုခေါ်တော့အဲ့ဒီမှာဇတ်တော်ပေါင်းတာထားလိုက်အဲ့ဒီမှာတဘဝတစ်ခုအဲ့ဒီဥမ္မာဇန်ဒီဘဝကနေမနေလို့သိုးတည်သွားတဲ့အခါကျတော့နတ်ပြည်ကိုတက်သွားတယ်ဘယ်တက်သွားလဲတတောသုဒ္ဓသနာပတိပုလေအညတတေအဟံပတုဒ္ဒနာတိဖိတံမိပါလိန်ခောပေမန္တရာတရားရောအရှင်မလို့တတောထောဥမ္မာဇန်ဒီဘဝမှာသုဒ္ဓသုတည်ခဲ့မြန်ဤရှိသောသနဂတိသနဘုခေါ်ရွာလေးမှာကံသာတညှို့မိန်သွားတဲ့ပြည်ပေးတဲ့ဇနဘုတ်လို့ခေါ်တဲ့ရွာလေးမှာအញ្ញတတိမထင်ရှားသောနာတိပိတံမိအလွန်ပြောဝဆမ်းသာခြင်းမရှိသောကိုလေးလေသမားမျိုး၌ပတုတံဖြစ်ရ၏ဒရထောအခါနဲ့အာငါဒီတာလိန်တလေးစဝါခင်ကိုခေါ်ပေမိစောက်ရှောက်၍နေရပါပြီတကားဥပ္ပါဒဏီဘဝကမနေလို့ဆိုတဲ့နတ်ပြည်တက်သွားတဲ့နတ်ပြည်ကနေပြန်ဆင်းလာတဲ့အခါကျတော့ရွာလေးတရွာမှာတဲ့တလေးသမားကျင်းတွေကိုစောက်ရှောက်ရတယ်လေတော်သူမှလေးပေါ့ဒီပြေးတိုင်းလေကင်းဆောက်ပေါ့အဲ့ဒီဘဝမျိုးကိုဥပ္ပလောထေမကြီးကရောက်ခဲ့ဘူးတဲ့သဘာကျင်းလေးစောက်လို့အသွားရေကန်ကြီးတွေ့တော့ရေကန်တွေကိုဆင်းပြီးတော့ကြာပန်းကြီးခူးတယ်တဲ့ဒီဥပ္ပလုံဟာနာမည်လေးဥပ္ပလုံပဲနော်ဘဝတိုင်းမှာကြာပန်းကိုတော်တော်မြတ်လို့ရတယ်အဲ့ဒါရေကန်ထဲမှာဆင်းပြီးတော့ဒီလေတော်ဘုရားလေးဟာကြာဝင်းလေးကြာပန်းလေးခူးပြီးတော့လဲလဲရောက်ကြာဝင်းလေးတွေကြာပန်းလေးတွေအနားမှာပုံနာပြီးတဲ့အခါကျတော့အဲ့ဒီမှာဘာလို့တလဲမိဖို့တယ်မိဖို့ပြီးတဲ့အခါကျတော့တလေးကဘာလေးကိုပြေးတတ်တယ်အဲ့ဒီမှာပေါက်ဖောက်တယ်ပေါက်ဖောက်ပြီးတဲ့အခါကျတော့အဲ့ဒီပေါက်တွေကိုကြာရွက်တွေနဲ့ထုတ်ထားတာအထုပ်900တဲ့ပေါက်တွေကိုကြာဘက်တွေနဲ့ထုတ်ထားတာအထုပ်ပေါင်းဘယ်လောက်အဲ့ဒါလုံးမလို့တော့ဆိုလို့ရှိရင်ခန္ဓာမရဏတောင်မှာခန္ဓာမရဏတောင်နန္ဒမှုနိုင်မှုမှာတည်းသုံးနေတဲ့ပြည့်စင်္ဂဗုဒ္ဓ900ကြွလာရင်ပေါက်နဲ့ကြာပန်းလူလို့တဲ့ဘာနဲ့လဲအေးပေါက်နဲ့ကြာပန်းလူလို့ဆိုပြီးတော့သူတို့လိုလုပ်နေတာမကြဘူးဘယင်းတည်းခန္ဓာဝရဏတောင်းကနေပြီးတော့ပြည့်စင်္ဂဗုဒ္ဓ900ကောင်းတဲ့ခရီးဇံအောင်စီလို့ကြွလာတယ်ကြွလာပြီးတဲ့ခါကျတော့မှပြည့်စင်္ဂဗုဒ္ဓတွေမြင်လဲမြင်တော့အဲဒီပြည့်စင်္ဂဗုဒ္ဓအရှင်သူမြတ်ကိုတစ်ကြာပန်းလူတယ်ပါပန်းလူတယ်ပြီးတော့ပေါက်တွေသပိတ်ထဲလောင်းဆဲပေးလိုက်တယ်အဲ့တော့ဒီမိဂဗုဒ္ဓရှင်သူမြတ်ကြီးကကြွသွားရောသူလိုက်တာလူခံပြီးတော့ကြွသွားပြီးတဲ့အခါကျတော့ခန္ဓာလေးရောက်မှသူ့စိတ်ထဲဘယ်နဲ့ဖြစ်တုံးဆိုတော့အိုးဖယားနဲ့ပန်းနဲ့ဘာဆိုင်လို့လေငါကြာပန်းတွေလူလိုက်တာပန်းလူတာဘာမှလည်းအတုံးတဲ့မှာမဟုတ်ဘူးဟိုရောက်လို့ရှိရင်ဟိုပြစ်ပြစ်ပလိုက်မှာပဲအဲ့တော့ငါလူတဲ့ဥစ္စာအလကားဖြစ်သွားလိုက်တယ်ပြန်တောင်းတယ်ဆိုပြီးတော့နောက်ကနေအပြီးလေးလိုက်သွားပြီးတော့ရှင်တရားတော်ဘုရားရတ္တဝဘောဘုရားရတ္တဝဘောဘုရားဆိုတော့ပြည့်တယ်ကဘုရား900ကအကုန်လုံးရတက္ကမလေးဗာပိကရှိလို့တော့တပည့်တော်ဒီလိုက်တဲ့ကြာမန်းကြီးပြန်ပေးပါဘုရားဆိုပြီးတော့ပြန်တောင်းတော့ပြည့်တယ်ကဘုရား900ကလည်းကဲရော့ဆိုပြီးတော့ကြာမန်းကြီးအကုန်လုံးပြန်ပေးလိုက်ရောပြန်ပေးလိုက်ပြီးတော့ပြန်ကြွသွားတော့ပြန်ကြသွားပြီးတော့သူတခါစဉ်းစားပြန်နေတယ်ဒီအရှင်မြတ်တွေဟာငါကြာမန်းလူပင်ကာလကအလိုမရှိဘူးဆိုလို့ရှိရင်အလှခံမှာမဟုတ်ဘူးအလိုရှိလို့သာလဲအလှခံတာပဲဖြစ်လိမ့်မယ်ပြန်လှူတာကောင်းပါတယ်ပြန်လှူရန်ရောသူကပြန်ပေးပြန်ယူကြီးအဲ့ဒါဥပ္ပလုံအလောင်းပေးတာလုံးနေဖို့သူတို့ကလည်းသူပဲသူပြီးတဲ့ခါကျတော့လေအိုးတဲ့ပြန်တောင်းတာကောင်းတယ်ပြန်တောင်းပြီးတဲ့အခါအိုးတဲ့အလိုမရှိပဲနဲ့အလိုမခံပါဘူးတဲ့အလိုရှိတဲ့လူခန္ဓာဖြစ်လိမ့်မယ်တဲ့ပြန်ပြီးတော့လှူတာကောင်းတယ်ဆိုပြီးတော့အဲ့ဒီမှာပြန်လှူတဲ့ဘယက်တိုက်ပြန်လှူပြီးတော့သူပြောတယ်တတိယဘုရားတဲ့အခုပြေးလိုက်ယူလိုက်နဲ့လုံးနေတာကိုရှင်ဘုရားတို့ခွင့်လို့ပါအင်းမိနာပုံချမ်းကားမိနာရှင်ဘုရားတို့ကိုပေါက်ဆုံး900ပေါက်900ပေါက်900နဲ့ဟောဒီဥပ္ပလုံလို့ခေါ်တဲ့ကြာဝန်းကိုလှူရတဲ့အကျိုးအားကြောင့်ဖြစ်နေရဘဝတိုင်းမှာဖြစ်နေရဘဝတိုင်းမှာ
တပည့်တော်ခြေတော့နှမ်းလို့ရှိရင်တပည့်တော်ရဲ့ခြေနှမ်းအောက်ကကြာပန်းတွေခံလာပါသေးတယ်တဲ့ကျင့်ကြံပါမဆုတောင်းတယ်သူခြေတော့ကရင်သူ့အောက်ကကြာပန်းတွေပေါ်လာပါသေးတယ်ဒါရင်လည်းလို့ဆိုလို့မကသေးဘူးတဲ့ပေါက်ပေါက်900ကိုလှူရတဲ့အကျိုးအကြောင်းသားလည်းပဲ900မွေးရပါသေးသားဖယားမလေးတောက်လိုက်တဲ့ဆုတောင်းမှာလားဗာမတာလည်းပဲဒါအေးအဲ့ဒါဆုတောင်းမှာလားကြံ့ကြံ့ဖာမှတောင်းတယ်သားတွေဒီ900မွေးရပါသေးသားဖယားတော့ပထမရှိဘောဓာတိကောင်းတာမပြေတောင်းယူတော်မူခဲ့ပါပြီတကားတတိချသာဓုတာခေါ်ပြီးသူ900မကလို့1000မွေးမတတ်နိုင်မွေးတာတတိမချတဲ့နိုင်နေမှာကြောက်လို့အဲ့ဒါသတိကချလိုက်ရသေးတာပဲဟုတ်လားရှင်ဘုရားဗျာတန်ခါရာကြီးမွေးတာဒီလိုဆိုတော့ကောင်းတယ်ဗျာကောင်းတယ်ဗျာမကောင်းခေါ်တာပေါ့ဒါလို့သူကတောင်းတာပဲတတ်နိုင်မလဲအဲ့ဒါတော့အဲ့ဒါတန်ခါရာမွေးရပါသေးတာဘုရားဆိုပြီးတော့ဆုတောင်းဖို့ပြည့်တဲ့ကိုင်းဆိုလိုက်စမ်းမှာပေါပေါလူရဣဒန္တာကြောင့်တာကောင်း900ရလွန်သာမင်္ဂလာဆုတောင်းပြီးပေါလူရဣဒနာကြောင့်ဘာကောင်း900ရလွန်သာမင်္ဂလာဆုတောင်းပြီးကြာပန်းလူရဣဒနာကြောင့်ခြာတိခြေလှမ်းကြာညိုပန်းခံစားဆုတောင်းပြီးကြာပန်းလူရဣဒနာကြောင့်ခြာတိခြေလှမ်းကြာညိုပန်းခံစားဆုတောင်းပြီးဒီတိုင်းဆုဘယ်နှခုတောင်းလဲဆုနှစ်ခုတောင်းနေတဲ့အချိန်မှဒီတိုင်းတော်တွေကတောလိုက်ပြီးတော့ပြန်လာတာမုတ်ဆိုး900တဲ့တော်တယ်ကနေပြီးတော့တောလိုက်ပြီးတော့ပြန်လာတာမုတ်ဆိုးဘယ်လောက်လဲမုတ်ဆိုးတွေတအုပ်စုကြီး900လောက်မှအဲ့ဒီမုတ်ဆိုးတွေကလည်းအဲ့ဒီလေခင်းနဲ့ရသိန်းတွေကိုဖြတ်ပြီးတော့သူတို့ကလည်းတောထဲမှာသားကောင်တွေပြစ်ခတ်ဖမ်းဆီးချက်ပြုတ်ပြီးတော့သူတို့ရှိမှလည်းပါလာတာပြည့်တိုင်းအမေသားတွေပါလိမ့်တယ်စသဖြင့်အားလုံးပေါ်လို့တောထဲကသားကောင်တွေချက်ပြုတ်ပြီးတော့ယူလာတာပါလာရတယ်ဒီပါလာတဲ့အချိန်အဲ့ဒီနာရောက်တော့ပိဋကဗုဒ္ဓ900နဲ့တွေ့ပိဋကဗုဒ္ဓ900ကအဲ့ဒီနာခဏလေးကြာပါဖို့ရပါတယ်ခဏလေးကြာပါဖို့ရတယ်ဆိုတာကဒီဥပ္ပလောအလောင်းဒီလေကောက်မျိုးသမီးတွေသူလုံနေတာတော်ကြတောင်းလိုက်တော်ကြပြန်တောင်းလိုက်တော်ကြပြန်လူလိုက်လုံနေတော့ဒီခံပြီးစောင့်နေရတာနေမှာပေါ့အဲ့ဒါနဲ့ဘုဆုံး900ကအဲ့ဒီနာရောက်လာတော့ဗမာကြီးဘာလုပ်နေတာလဲအိုးပိဋကဗုဒ္ဓ900ကိုငါဒီမှာပေါက်လူနေတာဘာစုတွေတောင်းတော့အိုးဖြစ်နေရဘဝတိုင်းမှာငါခြေလှမ်းလို့ရှိရင်ငါခြေဘဝအောက်ကကြာပွင့်နေပေါ်ပါစေလို့ဆုတောင်းတယ်နောက်ဘာဆုတောင်းနေတော့တန်900မွေးရပါလို့လို့ဆုတောင်းတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့လည်းပဲအမကြီးနဲ့ကုသိုလ်ပါမရသေးဟောကုသိုလ်ပါခြင်းတော့ဟောဒီမှာကျွန်တော်တို့တော်ထဲမှာလိုက်လို့ရလာတဲ့သမင်တရေကြီးငယ်ဆိုင်ဆက်ချက်ပြုတ်လာတဲ့အသားတွေရှိတယ်အဲ့ဒါပိစိကဗုဒ္ဓ900ကိုလောင်းမယ်လောင်းဆိုတော့လောင်းရောလောင်းလို့ဒီလည်းပြီးရင်ဘယင်းနိုင်အဲ့ဒီမုတ်ဆိုး900ကလည်းဘာဆုတောင်းတော့ဆိုတော့သူတို့ကတော့မုတ်ဆိုးလေဆိုတော့ထွေထွေလေးပါဆုတောင်းမနေတော့ဘူးအင်းဒီနာပုံညာကာမေနရှင်ဘုရားတို့ပိစိကဗုဒ္ဓ900ကိုတပည့်တော်တို့ဟောဒီသောနေလိုရတဲ့ကုသိုလ်ကံသမဂတို့ကြောင့်ဟောဒီလေတော်သူမသံ900မွေးရင်အဲ့ဒီသံ900စလုံးကျွန်တော်တို့ဖြစ်ပါရစေတပည့်တော်တို့ဖြစ်ပါရစေတဲ့သူတို့ကလည်းဆုတောင်းတယ်ပရိသတ်ရေဒိဋ္ဌဝပြည့်စေကသံမုဒ္ဒံပင်သလာကပတန္တိဟံဓဂဝံပရုမသန္နန္တိပိသဗုဒ္ဓပတန္တိဟံပတ္ထယိတိပိပတ္တေသုံးမရုံတတဝတယံဘုသောတတောသုတအရိညေကံအာဇာယိဘရုမောတယေအေဟာရောအရှင်မတို့ပြစ္ဆေကသံဗုဒ္ဓံပြစ္ဆေကဘုရားရှင်သူမြတ်တို့ဒိဋ္ဌဝမြေယယအဟံဗတိပထုမသန္နန္တိဘရုမကြာပွင့်ဖြင့်ဖုံးဝါအကုန်သောပေရှလာကပတန္တိပေါင်းပွင့်900တို့ကိုဓတ္တဝါလူပြီး၍ပေသဗုဒ္ဓပတန္တိသံ900တို့ကိုအဟံငါတိပတ္ထယေရရပါစေကြောင်းစုတောင်းခဲ့မူလေပြီတေပိထိုခဏ၌ရောက်လာကုန်သောထိုခဏ၌ရောက်လာကုန်သောတောမှုဆို900တို့သည်တရားဘုရားပြည့်စုံသောဗုဒ္ဓရှင်သူမြတ်အားမ
မရုံထိုမင်းကောင်းမြတ်သောအမေရာနှင့်သောဓာတဝါကတ်လူကြကုန်၏ပတိတုံသာတော်900ဖြစ်ပါစေကြောင်းဆုတောင်းရပေကုန်၏တတော်ထိုမှသုတ္တသုပေတိရှိသောအဟံဃာတိအရိတိလူကိုတနည်းတောမြိုင်ကြီး၌ဘရုမောတရေမွေးနှံလိုင်းစွာဘရုံမှာပန်းကြကိုင်၌အဂါယေပထုမဝရိနာမိထေဘောသာတော်900ပြည့်စေကဗုဒ္ဓတို့ရဲ့မာတာမိခင်ကိုယ်ရဲ့အထူးကြီးမားတဲ့မိခင်သည်ကောင်းစွာမသွေဖြစ်ခဲ့မှုပါပေမည်တကားအဲ့ဒီမှာဆောင်းတီးနေတဲ့ရသေးတယ်ဗျာ
နာဖြစ်ဖို့ဆိုပြီးတော့မျက်နှာသိရင်အဖို့လို့ဆိုပြီးတော့အဲဒီပရမတာအကြီးတဲ့ကိုသွားပြီးတော့သိစင်ခါတာဒီလိုကနေတော့တော့ဖွင့်နေတယ်ခုတော့တော့ပါရဖို့နေအောင်မဟုတ်ဘူးဘုံဒီအနေနဲ့ဒီခုပါပြီးတော့မရှိဘူးခုလည်းရပါလိမ့်မယ်တန်းလေအောင်ပါဒီအပန်းရဲ့အကုန်လုံးဆိုဒီပန်းဒီဘာလို့မပွင့်တာပါလဲဆိုပြီးတော့သွားကြည့်လိုက်ကြည့်တယ်အဲဒီမှာဘယ်မှာဝတိအမျိုးသမီးတွေကလေးပေါက်ကြနေတာဒီကခလေးလေးရောက်နေတာအဲဒီခလေးကိုသူတို့လေးကိုရသိတာကိုပြောလိုက်မေးတာကစိတ်ကအရာရောက်လူလာလာမတုံးမလားဘယ်နဲ့ရတာမလို့အဲ့ဒီအမျိုးသမီးတွေကိုရသိတာဒုမဝတိလို့နာမည်လေးပေးတာဟုတ်ကဲ့ပါဒီမှာဒီကိုတော့ဘောမှာဒုမဝတိဆိုတဲ့နာမည်ရမှုတနေ့တော့ဘယ်လိုဖြစ်လာလဲတော့ဆိုတရားတော်လည်းကိုလာပြီးတော့နားကောင်းကြီးရဲ့အရာနေပြီးတော့ရည်ရည်လေးကြောင်းနဲ့ရောက်လာတယ်ရောက်လာတဲ့အခါကျတော့ရည်ရည်ကထုတ်ကြည့်တဲ့တတိယပါတယ်နဲ့အဲ့ဒါလေးရဲ့အဲဒီမှာတော့ဆိုပြီးရောက်လာတဲ့အဲ့ဒီတတိယဌာနကလေးချက်ပြီးပါအောင်ဆိုပြီးတော့ဒီနေ့ကဆက်ပြီးတော့ဘယ်လိုမှဝင်တောင်းတဲ့ကဆက်ပြီးတော့ဒီနေ့ကိုတတိယတွေချက်ထုတ်ပြီးတော့အဲ့ဒါနဲ့ဆက်တဲ့အဲ့မှာရည်ရည်ကဘယ်လိုမှဝင်ပြီးမြင်တော့မြင်လာတဲ့အခါကျတော့ရည်ရည်ကပြောတယ်ဘုရားဘုရားဘုရားအဲ့ဒါကိုနေငါရှိမှဒီကလေးမလေးရှိတယ်ဆိုတော့ဘယ်လိုမှမပြောနဲ့နော်ဒီလိုဆက်တာဘာမှလည်းစိတ်ကြတယ်မပြောအောင်ဒီမပြောတဲ့အခါကျတော့ဘုရားပြနေတယ်ပြောလို့ပြောနေတယ်ဘာမှမပြောဘူးဒါမှမပြောသေးဘူးဘယ်လိုမှကြောက်ပြောနေတယ်ဘာမှမပြောနဲ့ဆိုတော့ပြောပြောဒီမှာပြောတဲ့ဒီတိုင်းလည်းဟိုတိုင်းဘာလည်းပြန်ရအောင်ပြောပါရဲ့ဆိုတော့ကိုရောက်တဲ့အခါကျတော့ပြောပြအောင်ပြောတယ်သူ့သွားပြောလို့တော့ဘာလည်းဒီနေ့ပြောတယ်မမဗျာအဲ့ဒါကိုအယုံနာတော့လိမ့်မကြလဲရအောင်ပြောပါရဲ့ဗျာအဲ့လုံးတော့လိမ့်မကြလဲတော့တယ်မှာဗျာဘယ်လိုလဲဒီလေးကြီးနဲ့နေပါလေဗျာဒီလေးကြီးကဒီကလေးကိုရတယ်တော့မှရဖို့နေတဲ့အခါကျတော့တော့ပါတယ်ဒါတော့ဒီလိုပြောလို့အဲ့ဒါမှန်တယ်နေနာဟုတ်တယ်ဟုတ်တယ်လို့ဆိုရအောင်ကိုယ်တိုင်စက်တဲ့နေပြီးတော့သွားတာဒါလာတဲ့အခါကျတော့ဘုရားကဒီမှာဒီမြေရအောင်ဘုရားကလည်းကြအောင်ဟောလာဘယ်လိုမှကိုမြင်တဲ့အခါကျတော့ယတိလူနဲ့တိုင်းနဲ့ဒီရှိတဲ့ပုဒ်နဲ့ရှင်းတတ်နေတဲ့အခါကျတော့အဲ့ဒါမှဘုရားကိုဒီတောင်းလို့ရတဲ့နာယတိကမှတောင်းတဲ့အဲ့ဒါလည်းတိုင်းမင်းတို့ရဲ့ဒီလိုတဲ့လက္ခဏာပါလို့လက်ကိုနာပြီးတော့တောင်းတာပဲတစ်ချက်လိုက်ပြီးတော့လည်းမင်းကြီးဂရိတူလို့ပြီးတော့ဒါလည်းမင်းတို့ကိုပြနာပါနဲ့မင်းကြီးရဲ့မမဗျာသုခကြပါဗျာဆိုပြီးတော့အဲ့ဒါကိုရေးလိုက်ပါလေမင်းတို့ရသေးတာဘုရားရောဒီမှာရအောင်ဆိုတဲ့ဒီမှာဝင်ဆက်ပေးလိုက်တာကျောင်းတော်နဲ့ဆက်လက်ရှင်းတော့ဒီမှာဒီချိန်နဲ့ခြေလမ်းနဲ့အောက်ကဇာဝဝင်လာပြီးတော့ဒီလိုလည်းပြီးတော့ခြေလမ်းနဲ့လမ်းနဲ့ဒီမှာပေါ်ပေါ်ရပြီးဇာဝဝင်ခံပြီးတော့ဘယ်လိုလုပ်ချင်လဲဒီလိုတောင်းတဲ့ဆိုဒါနဲ့ရှင်သားတော်ရပါတယ်ရှင်သားတော်ရတဲ့ဒီမင်းများကတရားကိုရှင်းရလို့ပြီးတော့မိမိရဲ့အောင်ကြီးပြန်လာတယ်အဲဒီမှာလည်းဒီနေ့ဒီတရားတော်900ရှိတယ်ဒီနေရာမှာမလားရှိတယ်900တော့မိတရားတွေအဲ့ဒီဘယ်လိုမှဒီတရားကြီးကိုမကျင်တဲ့ဘူးတော်ရကလာတဲ့အတိုင်းကတော့ဒီနေရာအောင်နေရတယ်နောက်တော့ဒီမှာဟောရတာမသိဘူးလမ်းလျှောက်တဲ့အောက်ကနေပြီးတော့ဇာဝေကြီးကိုရွတ်ရွတ်ပြီးတော့ဧကနာဆုံးမရည်ရတယ်ဆိုတော့ဒီလိုစိတ်ထဲမှာဖြစ်ဒါနဲ့ဘုရားပြောရတဲ့အဲ့ဒီမှာမနတိနေကြီးနဲ့ပေါင်းတဲ့ပြီးတော့နေလာလိုက်တာပရိသတ်နဲ့ဘောရပရိသတ်နဲ့ဘောရတော့မင်းကြီးကလည်းဘုရားဝိညာဉ်တရားကြီးကိုအလောတရားကိုရှင်းပြလို့တော့မူတယ်ဘာမှလိုလိုမရှိအောင်ပြည့်စုံလို့ရတယ်ဒီနေ့တော့နေရတဲ့ရာမှာဘယ်လိုခက်တာအောင်ရမယ်ဒီနေ့ရောက်လာတဲ့အခါကျတော့မနတိနေနဲ့အဲ့ဒါစတဲ့ချိန်မှာဘုရားရေးလိုက်ဒီ
ဒီကိုယ်နဲ့လည်းတိုင်းမှာဘုရားအချိန်ကတည်းကအဲ့ဒါနောက်ပိုင်းမှာတရား900ကိုဒီလိုအကြမ်းမှာအဲ့ဒါလူရဲ့ခေါင်းကိုယူကြတယ်ဆောက်တော့ဆိုတော့ဒီတရား900ကိုတာဝန်လေးကိုပြီးတော့ဘောဆောက်လို့တာဝန်လေးကိုပြီးတော့ဒီနေ့ခြေတိုင်းဆက်နေဆက်လိုက်တော့ပါဘုရားရှင်ရဲ့ဒီဆက်လိုက်ဆိုပြီးတဲ့နောက်တော့အမတာအမတာရှိလို့လာပြီးတော့ဘယ်လိုမှဒီလမ်းမှာတမိတ်တွေဆက်လာကြတယ်ပြလာတဲ့အခါကျတော့ဒီတရား900အတိုင်းနေရတယ်ဘယ်မှာဒီနေရာကြီးအတိုင်းဆိုကြောင်းမှာဝင်ပြီးပြီးတော့ဘယ်မှာဒီနေရာကြီးလိုလာတဲ့အတိုင်းအလည်းလိုဝင်လာတဲ့အတိုင်းမလို့ရှိနေတာပြီဒီလိုလာတော့အားလုံးတော့ဒီလိုလိုပြီးတော့နားမှာဘယ်မှာဒီနေရာကြီးမေးလို့ရှိရင်အလေးမဝေးဝဲတဲ့တရားတော်ကြီးကိုလည်းပြောအဲ့ဒီလိုတရား900အောက်ချလို့တော့ဒီလိုရှင်းလိုက်တယ်ဘုရားဝိညာဉ်မှာပြည့်စုံတဲ့ရှင်းတော်ဝေဝပါလေလက်တွေပါလေဟောပြီးတော့လုပ်တာအဲ့ဒါဘုရားကြီးရောက်လာတဲ့အခါကျတော့ဘုရားနဲ့ပြောတယ်သူ့မှာမင်းသားလို့အားပြပါလေအားလုံးကိုအဲ့ဒီဘုရားမင်းသားလို့အားနေတဲ့ရှင်းမှာလေအာနာဘောကကြောက်တဲ့သူတွေကနေပြီးတော့တဏှိမနပရိသန္တေနဲ့ဒီမှာဒီသံဃာကိုမေးခွန်းတဲ့အချိန်မှာလည်းအနာဂတ်ကတည်းကပြည်ရတယ်အဲဒီမှာမင်းသား900ဖြစ်တယ်ဒီလိုလေးကအဲ့ဒီနဲ့ပြောရင်ယုံကြည်နိုင်လောက်တဲ့အနေအထားတော့မရှိဘူးဘယ်တော့လဲကာမဝိပါကောအသိဉာဏ်ရောဘုရားဆောင်ဉာဏ်ရှိပါတယ်ကံဆိုတာဖြစ်တယ်ကံဆိုတာပါလေကံစားရတယ်ကောင်းတဲ့ရှိတာလည်းဒါ900ဆိုရင်ဒီရမှာလို့ပြီးတော့ပဲရှိတယ်အဲ့ဒါမိုးရတာတော့ဘယ်ရောက်လဲအာရုံမှာလူမှလည်းနားကိုပြောတာတို့ကခန္ဓာကိုယ်မှာဆက်တဲ့သွေးရတယ်အကုန်လုံးအဲ့ဒီမှာတတိ900ရှိတယ်အဲ့ဒီတော့ဒါကလည်းဝဲဝဲဒီရားကြီး900လို့ပြီးဝင်လာပြီးတော့သူတရားမှာတရားရဲ့အကုန်လုံးကောက်ပြီးတော့အဲ့ဒီခုနကဘုရားမင်းသားလေးကဒီကနေ့ဆက်လာတဲ့900တော့အဲ့ဒါတော့ကြောင်းလုံးမင်းရဲ့ဘုရားရဲ့ဒီ900နဲ့အိမ်မှာဟုတ်ကဲ့အမှန်ပါဒီလမ်းကျတဲ့ဘုရားရဲ့ဒီရဲ့ခေါင်းကြီးနားမှာတော့နားတော့ပြောတဲ့တိုင်းမှာဒီနားတော်ကြီးတို့ရဲ့ခေါင်းကြီးကအဲ့ဒါဒီတိုင်းကြီးတာဘုရားဒီဘာကြီးကပြောတဲ့အဲ့ဒီတော့အဲ့ရဟန်းလို့တော့အဲ့ဒီလေးအမှန်တော့လေးနဲ့လူကြီးတော်လေးကမကြည့်တဲ့နေရာဆိုတော့နားတော်ကြီးပါပြတာဟောငါမွေးတာအရိယာမဟုတ်ဘူးဒီနားတော်ကြီးမွေးတာဆိုတော့အဲ့ဒီမှာဘုရားရဲ့ဘုရားဝိညာဉ်ရဲ့စိတ်ကကောင်းဖြစ်နေတယ်ဒီတရား900လည်းမလုံးကြတော့အဲ့ဒီကလေး900ကိုသွားပြီးတဲ့အခါကျတော့အဲ့ဒီကလေးကိုပတ်ပြီးတော့ပေးလိုက်တာဘယ်လိုမှမဒီတရားကြီးရတယ်တရားတော်ကြီးဘယ်မှာလဲဘာလို့လဲအဲ့ဒီတရားတော်ကြီးဝိုင်းဆက်ပြီးတော့မေးချမလားဆိုပြီးအခါမှာသိပြီးတော့မိုးနေတယ်မကြဘူးဘုန်းတော်မင်းသားရဲ့ဘယ်တော့မှဝင်တရားကြီးပြီးသွားပြီးတော့မကြခင်မှာပဲဗာရဏီမင်းကြီးရှိတဲ့စိတ်နဲ့အနေပြီးတော့ပြန်လာမယ်ဆိုတဲ့အဲ့ဒါမြို့ရဲ့ခေါင်းကြီးနဲ့လည်းအားလုံးရုံရင်ပြန်ပြီးတော့ကျူရမယ်မင်းသမီးကလည်းပါလာတဲ့အခါကျတော့မြို့ပြည်မှာဆက်ဆက်လုပ်နေချောင်းပြီးတော့ရှင်မင်းကြီးကခဏနားနေတာလူရည်ရတာအကုန်လုံးဘုရားပြလိုက်တယ်ဆိုတော့ဘယ်သူမှမတည်မိဘရာကြီးကဘာမလုပ်ဘူးဘာလို့လဲဆိုတော့ဆက်တာလည်းပါတယ်မိဘကြီးကလည်းဆိုတော့အဲ့ဒီကိုယ်နေတာလည်းပါတယ်လည်းဘာမှမဆိုတော့မနာနေကမိုးတယ်ဘာလို့လဲဘုရားဝင်မှုရဲ့ကောင်းရင်ငါ့ကိုလည်းမဆိုလဲမမဗျာဘုရားသာရှင်တို့ဘုရားလေးလောကဗျာဟဲ့နားတယ်ဆိုပြီးတော့မမဗျာနားတယ်လည်းမဟုတ်ပါဘူးဗျာဒီလိုလည်းမဟုတ်ပါဘူးနားတယ်လည်းပြောပါတယ်ဒီလိုတော့မှဒီလိုရည်တယ်ဆရာကမြေကောင်းလေးဒီနာမလို့မဟုတ်ဘူးဆုံးမယူပါဗျာဒီနေရာတွေအဲဒီမှာဘုရားဆောကြတယ်ဆရာကဘုရားရဲ့အဲဒီမှာအရမေလေးကြီးကတိုင်းတဘုရားကဒီဘဝအော်ရနေပြီးတော့ဒီကြီးတွေကကြောက်ကြီးတွေပေါ်လာတာတစ်ချက်အခုမျိုးဝါဒလည်းနားတာလည်းမဟုတ်ဘူးလို့လည်းမဟုတ်ဘဲနဲ့သနာတော်ကြီးကိုဝါတယ်ဆိုတော့ဒီနေရာမှာပြောတာအမှန်နဲ့ဒီဆုံးမကြီးတယ်မပေါင်းနိုင်ဘူးနေရဒီညာဒီအပေါ်ကိုချပြီးတော့ဒါရေးရှင်တော်ကနေလို့ဆိုတဲ့အဲ့ဒါဆိုရင်ဒီကလက်ချက်နားမယ်တော့မရဘူးလို့ပြောတယ်မျိုးမျိုးသက်သက်ရည်ရည်သာနာတွေလည်းလည်းလည်းကိုဆုံးတယ်
အဲ့ဒါမှလည်းအတော်တော်ရှိတယ်ဘုရားပြောတာမဟုတ်တော့ဘုရားကဘုရားကိုအပြုတဲ့ကာလတော့ပြန်ပြီးပြန်ယူထားတဲ့အခုတူတယ်အဲ့ဒါမှအမှုတိုင်းပြီးတော့ဟိုဒီကဘုရားနဲ့ဆန်းနေမှာလည်းလို့ဆိုပြီးတော့ပြန်တောင်းတယ်အဲ့ဒါဒီကဘုရားရှင်ကိုလည်းအဲ့ဒီလိုပြန်ပြီးပြန်လုပ်ခဲ့တဲ့စာဒီနေရာမှာကျိုးပြီးမတတ်နိုင်ဘူးဆိုတော့ရှင်ရတဲ့ရှင်ရဲ့ဆေးကိုဒီနမှာဝယ်ပြီးတော့တဲ့ကြောင်လုံးဝဒီကိစ္စပါအဲ့ဒါလည်းဒီလိုဒီကရပါရရတယ်ပြီးတော့ဒီလိုဘာလို့ပြောလဲဘာလို့ရောဒါပြောရတာတော့ဘာလို့ပြီးတော့ဒီမှာလေးကြည့်ရတယ်မိဘကမှဒီလိုမျိုးနားလို့လည်းဟုတ်ပါတယ်ဘယ်ကနေလာလဲဒီမှာတော်လာနေတာဒီလိုမျိုးရခေါင်းရောပြောအဲ့ဒါလည်းဘာလို့ပြီးတော့နားလာတယ်အဲခေါ်သွားတာမင်းနဲ့ဒီမှာပေါ်လာပြီးတော့သမီးလို့ရှင်းတယ်ဝေးအဲ့ဒီချိန်မှာဒီနေရာတွေကမန္တလေးမြို့ကိုလုံးဆောက်တော့ဆိုတာမြန်မာပြည်မင်းကြီးစိတ်တိုင်းကျကာလကဆက်အောင်နိုင်လာပါကဒီကမြေပတ်လို့ဒီတော်ကပဲလို့အရာတော်တို့ဘာကိုစားပြီးတော့ဒီနေ့ဆောက်တော့မှပြီးတော့တတိယရတာရှိတယ်အဲ့ဒါဒီမဲ့သမီးခံပြီးတော့ဒီကမြေဆောက်တဲ့လက်ကိုဒီတော်ဝဲကြီးကျမရပါလိမ့်မယ်ဒီလိုပြောတော့ကတ်အဲ့ဒါဆိုတဲ့ပတ်ပြီးပြီးတော့အဲ့ဒီအမှုတွေနဲ့ဒီမှာတောင်းရမှာအဲ့ဒါလည်းလည်းဒီလိုပြီးတော့တရားတွေရှင်မင်းကြီးကအဲ့ဒါရဲဆိုပြီးတော့ဒီပွဲတွေနဲ့ရှင်ကျင်းပါပြီးတော့လဲလာလို့စောင့်တဲ့လက်ကိုပြောရတယ်တဲ့မင်းကြီးဒီကနာတော်မူလို့ဒီမှာဒီရားတွေကမလုံးလိုက်တော့ဆိုတော့အဲ့ဒီနာတော်မနာရလို့ကျုပ်တွေထဲမှာဆက်ပြီးရေညာကနေပြီးတော့ဒါလည်းပြောတာအမေရိကန်ရဲ့အရာရှိတယ်အဲ့ဒါလည်းဒီထဲမှာဆက်ဆက်ပြီးတော့ဘယ်သူမှဒီဝေးတဲ့နားရအောင်ဒီကနေပြောတဲ့အခါကျတော့မင်းကြီးကရေချိုးနေတာကိုဒီချိုးတယ်အကုန်လုံးလေးလေးနဲ့အာရုံနဲ့တော့အာရုံနဲ့ဘုန်းကြီးကဆိုတဲ့အခါကျတော့အဲ့ဒီမင်းကြီးဒီလိုရောက်တာဘုရားကဒီမှာဆက်နေတုတ်ဖြစ်နေအဲ့ဒီမှာအားရမလုံးနဲ့ပြောလို့ဆိုတဲ့အခါကျတော့ဒါတော့အားရဘာလဲဒီမင်းကြီးနဲ့ဘယ်သူမှမလို့မှဟိုကတော့တာရနာမှာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုသူ့အသိမှာတခါတည်းလို့ဒီရှင်ရမှာပါဆရာလေးပြီးတော့ကျမ်းနေတာဆက်လို့ပြတယ်အဲ့ဒါကဒီကလောက်တာဘုရားမကြီးမကြီးစေအဲ့ဒါနဲ့ဒီလိုကနေစာဖတ်နေတဲ့ငါးကြတော့ဘာလဲဒီမင်းနဲ့ဘုရားကိုဒီလိုခေါင်းလေးတော့ဘုရားကြားလို့ရရှိမှာပဲဆိုတော့ဆရာကအဲ့ဒါကဘာသာဒီလိုနားနားလို့ဆိုတော့ဝိချီပြီးတော့ဘာသာဒီလိုကစကတိုင်းကိုဘုရားဆိုတော့ပြန်ပြီးတော့ဟဲ့မင်းတို့လိုက်တဲ့လိုဘယ်သူမှဝင်စီပြီးပဲရတယ်ဘုံလည်းလိုက်ပါလားပြီးတော့အဲ့ဒါမိအားလုံးမှာပြည့်တဲ့ဘုရားကိုဒီရည်ရှာမှာဟုတ်ရဲ့ဒီမှာဒီဘုရားကိုပြန်နိုင်ရဲ့အတရားကထောက်ပေးတယ်တဏှာဆုံးတင်ပြီးတော့ဘုရားမရရဲ့တိုင်းပြည်မောင်းပြနေတဲ့အခါမျိုးဆိုပြီးတော့ဘာလဲဒီနေ့ကအမေတို့အမေတို့ကလည်းအဲ့ဒီမှာဘုရားမရရဲ့လည်းလည်းပြီးတော့အဲ့ဒါဘုရားကိုဒီလိုလေးပြပြနိုင်တဲ့ဘုရားရဲ့အနာတထောက်ယူပါရောတလဝန်တလနဲ့လိုက်နေကြတော့ဘယ်သူမှမဒီရားကြီးအကြာရောကြားလဲကြားရောသူ့ကိုပြေးလာတဲ့အာဘုကြီးကိုပြောတယ်အမေအဲ့ဒီရှင်မောကဆက်ဆောင်အမေလိုက်ပါအဲ့ရှင်မောကဆက်ဆောင်ရင်မှမမှန်တော့ဘယ်သူမှဒီရဲ့ဆောင်ကြီးကိုပြပေးနိုင်မှယူလို့ရတာဘယ်သူမှဒီရဲ့ဆောင်ကြီးကိုငါကဘယ်လိုလုပ်ပြီးမှလဲယူရရနေတဲ့ကလေးရဲ့ရှင်းတာတိုင်းပါအမေရဲ့အဲ့ဒါဘာကြီးကတော့ဘာကြီးကိုဝိုင်းမှန်းအဲ့ဒါကလည်းလာပြီးတော့တက်တာမန္တလေးကယူတယ်ဆရာမကြီးရတယ်မန္တလေးကမှလည်းရဆိုတော့ဒီလိုဒီလိုဘယ်မှာဒီပညာကြီးဖြစ်တယ်အဲ့ဒါကဘယ်မှာဒီပညာကြီးဖြစ်တယ်ဘယ်မှာဒီပညာကြီးဒီပညာကြီးကောင်းပြောလိုက်တော့မူရင်းမရတဲ့မရှိတဲ့ဘုရားနေတာရှင်ရည်ကြီးကပြောတယ်မာမာဘုရားဘယ်မှာဒီပညာကြီးရေးပါပြီဗျာအဲ့ဒီရဲ့ဒီရားတဲ့ခေါ်လာပြီဆိုပြီးတော့ဒီကံတွေခေါ်လာတော့ဘယ်မှာဒီပညာကြီးကမနိုင်နိုင်ဘူးလေမန္တလေးကြီးကပြန်ပြောမျိုးတန်းတာဆက်ရလို့ပြောလို့လည်းလမ်းပါပါတန်းတာဆက်ပြီးတော့ရှင်နေတော့ဒါလည်းမတော်ဘူးဒီတိုင်းနဲ့လာမယ်လို့အဲ့ဒီမန္တလေးကြီးပြောလိုက်တော့ဒီဗျာကုန်ပို့ရတယ်
ဒီကဒီကနေ့ဝတ်တဲ့ဆောင်းရောက်လို့ဝတ်ပြီးတော့ဒီတွေပါလေပေါ်ရှိပြီးပါလေမောပြီးတော့အိမ်မော်ရက်ပြီးတော့ဆွေးနေဆွေးလိုက်တော့ဘယ်နဲ့အဲ့ဒါဘလုံးမကြာပြီးပြန်ပြီးတော့နေကြီးလိုက်တော့ပေါက်လာတယ်တဲ့အဲ့ဒါလည်းဘုရားရဲ့ဘုရားကယူရယူတယ်ဒီရဲ့အကြတော့ပြန်လို့ဩဘုရားကဘုရားအလောပြည့်တဲ့အလိုခံမှာမဟုတ်အလိုရှိလို့အလိုခံတာပဲဆိုပြီးတော့အတော်မှန်တာကိုပြန်ဆိုတဲ့ဘုရားကဘာဒီမှာဒီလိုရဲ့အကြဘုရားရဲ့အင်္ဂါရှိတယ်ဒီနမှာခွဲပြီးတော့အတော်မှန်တာပဲပြောတယ်ဒါနဲ့ဆွေးနွေးတော့ရောက်တယ်ပြောရှင်နန်းနဲ့ရောက်တဲ့အခါကျတော့အဲ့ဒီဘုရားဝိသေရာကြီးအကျိုးကြောင့်ပြောပြတာအဆုံးမဟုတ်ပါဘူးဘုရားကလည်းကြည့်ရတာပါဆိုတော့အဲ့ဒီမှာအရှင်မင်းကြီးကဆွေးပြီးတော့ဒီရ900ကိုရေးလိုက်တာဥစ္စာလိုက်ဒီရ900ကိုရလို့ဆက်ပြီးတော့ဘုရားဝိသေကြီးရဲ့အောင်ကြီးရဲ့တန်းတော်မှာရှာမလို့ဖြစ်တယ်လို့ခန့်ပါကြတာဒါတော့မဟုတ်ပါဘူးကဒီကနေပြီးတော့လုပ်တဲ့ဒီအပေါ်လို့ပေါ့နင်းတော့အဲ့ဒါအာရဏဆိုပြီးတော့ဒီလိုမျိုးရရလို့ရတယ်ဒီမှာလည်းရရှိတာဒီလိုကြီးကိုတောင်းတယ်တောင်းနေဒီလိုလုပ်ပါနဲ့ဘယ်လိုလဲဒီလိုအဲ့ဒီပဲတောင်းတယ်ပို့တယ်လေအဲ့ဒါတို့ကမလာရဘူးအတူကြံပေးပါလို့ဆိုပြီးတော့ဒီအဲ့ဒီအရင်ကမလာရပြန်လို့ပြီးတော့ဘယ်လိုမှဒီလိုရရတဲ့900ကိုဒီ900ကိုဆောက်ရှောက်ပြီးတော့ထားပါတယ်အချိန်နဲ့အရွယ်လောက်ရဘုံဒီသားတော်900ချိန်နဲ့အရွယ်လောက်ရတယ်ရတဲ့နေ့900နဲ့တော့ပြင်းနေတယ်ဒီရဲ့ကိုရထားတယ်ဒီရဲ့ထဲမှာဘုရားတိတ်ကိုဘယ်မှာကြာအိမ်ကြီးအတွင်းကိုတော့ရောက်ပါတယ်ဘယ်မှာကြာအိမ်ကြီးကိုရောက်တဲ့ခါကျတော့ဒီရန်ကြီးကလည်းမင်းသား900သွားရင်တာရင်ကနေပြီးတော့မင်းသား900ဆုပြီးတဲ့ခါကျတော့ဒီလိုတော့ကြည့်တာဘယ်မှာကြာအိမ်ကြီးဒီမှာတချို့ဘယ်မှာကြာပြီးလမ်းနဲ့ဆန်းဆန်းပြနေတယ်တချို့ဘယ်မှာကြာတွေကလည်းကျိုးပြီးတော့ဆက်ပြီးကျိုးပြီးတော့ပြရနေတာအဲ့ဒီဘုရားစာရေးကိုကြည့်ပြီးတော့ငါတို့ရဲ့ဟောဒီလူတွေလာရဒီလိုဒီရှိနေတယ်ဟောရှိနေတယ်လို့အဲ့ဒီလိုသတ်တာပြီးတော့သာဝိကဉာဏ်လေးရှိပြီးတော့တားတော့နားရလို့ဒီမှာဘယ်ဆရာမှမရှိဘူးလို့ဟောတယ်ဒီတားနာရဘုရားကဆိုတယ်အဲ့ဒီမှာဘုရားမတရားရေးဘုရားနာမလို့ဒီလိုလေ900ဆိုပြီးမရပါဒအရေးတော့မရှိဘူးပြရည်ပြရင်တော့လည်းဘယ်မှာအဲဒီဘုရားမကြားတာကြည့်နေတာကဘုရားရှင်အေးဒီကလည်းမေဘုရားကိုကြည့်တော့ဘုရားမကြားဘူးနဲ့နေဒီတိတ်တော့အတိုင်းနေခရဖြစ်တယ်မကြားဘူးဒါကြောင့်ဘုရားရှိခိုးရတဲ့တာဒီနဲ့သိစေတာဘောဒီနဲ့နေရာတော်ကျိုးရှိတော်မူကြတယ်လို့ရည်တလားမင်းမများရတို့ဒီကျေတဲ့ပရမန္တရီကိုပြောမလို့ကြည့်ပြီးတော့ခန္ဓာနဲ့ဉာဏ်ဆိုင်တော့ဒီလိုမျိုးရဲ့လူနာဘူဒီလည်းပဲဒီနေ့ဒီနေ့ဒီကျတော့ပြောနေပြပြီးတော့ကြားရပါမလားဖြစ်တဲ့ဉာဏ်လေးကိုပြီးတော့အဲဒီမှာဆက်တဲ့ဉာဏ်လေးတွေပြီးတော့သိရှိတာဘုရားဉာဏ်ကိုရလို့ဖြစ်တာဘုရား900ဖြစ်တာလေတဲ့ဒါကြောင့်ခန္ဓာနဲ့မတည်နေအရှိတဲ့ဒီဒုကြောင့်ကိုသူ့ကြောင့်တလေးပဲဉာဏ်အင်းသာတို့ညောနွန်ခြင်းကတွေ့ကြအောင်သရယံဒီရောက်လို့နေမြေရောင်ဆောင်ပေါင်းလို့ဒါမြတ်ကဆောဆုံးမတို့ကြောင့်ဘုရားဒီရာဘယ်မှာလဲရောက်ပြီးရောက်တယ်မြတ်စွာဘုရားကိုဒီကိုကြားမှန်တဲ့နေ့၌ရွှေကျဲလေရမေတို့ကံဒီဘုရားရဲ့ရှိပါရတာဘယ်မှာလဲရဲ့သားတော်လာရတို့ဒီမှာဒီမှာမင်းကဥဆောင်ပြီးတော့အိမ်မှာဖြစ်နေနေဖြစ်ဘဝတိုင်းကြီးတရားတော်ပြည့်နေလို့ဖြည်ပြီးတော့လောင်ရတဲ့ဉာဏ်ကြီးပြီးတော့ဖြစ်နေတာဘုရားနားရသွားကြပြီဒီလည်းတော့မပြန်တော့ဘယ်နဲ့ပြည့်နေတာဘုရားနားရဒီရတဲ့ဘယ်လိုလဲခံစားမှာတော့ဘုရားဒီအဝိဇ္ဇာပါလေပြောရတော့မင်းသားဥစ္စာကိုအလုံးပြောက်ပြီးအသိဉာဏ်နဲ့ပြည့်နေတာဆိုလေပြည့်နေတာဘုရားလည်းရတယ်။ဒါနာမနာပေါင်းတာပါတယ်။ဒီကလေးကိုအလား
ဒီမှာဒီဒီတရားဒီကြားကြားရတာတရားကိုဒီမှာနဲ့တော့နေတယ်တော့ပါတယ်ဒီလိုရောဒီမှာဒီဒီတာစိတ်ရဲ့ဒီတိုင်းဒီကနေ့တော့ဆက်တယ်ဒီလိုဒီလောင်ကြီးရတရားမှာဆေးဥမာရီဖြစ်တယ်ဆေးဥမာရီကားကြီးမှာအိမ်အောင်ကြာတာတရားကိုဝေးဒီတဲ့လို့ဒီဘုရားကဘာလဲကျန်မာနဲ့တော့မရှိသေးဘူးဒီကဟောတယ်ဒီကဒီလိုတော့ဒီလိုတောင်းလို့ရရတာမှာဆေးဥမာရီဖြစ်တယ်အရာရတဲ့အိမ်အောင်ကြာတဲ့တရားကိုဒါကြောင့်ဒီနေ့နားနဲ့လည်းနားလို့ဆိုပြီးတော့အဲ့ဒါလည်းဘာပြီးတော့ပြေးနိုင်ခမင်းသွားမှုခမင်းသွားမှုကောင်းတယ်နဲ့ပြီးတော့ပြန်လာတာဒီကဘုရားရှစ်ပါတဲ့ဒီကလည်းလေကွာကောင်းရနေပြီးတော့ပြန်လာတဲ့ဒီကဘုရားရှစ်ပါကိုအဲ့ဒီဒီဘုရားမဝီဘဝတစ်ပြည့်လဲရှင်းရလို့လည်းမြင်ရဲမြင်လိုက်တော့တန်ကြီးကိုတော့ရှင်းကြောင်းဒီကဘုရားရှင်းတော့မြင်ရင်လည်းဒီလိုမှန်းရမသိဘူးငါတို့လည်းမသိဘူးဆိုပြီးတော့တန်တဲ့ရှင်းတော့တန်ရဆုံးကနေပြီးတော့လို့ရပြန်လာအားဟောလိုက်တာဒီဖြစ်တယ်တော့ဘုရားလည်းရောက်တဲ့အခါကျတော့ဒီမိုးနဲ့ဒီနာကိုပြောရတယ်ဒီလိုကဘုရားရှင်အားကိုမြင်လိုက်တယ်ဒီလိုရှိတယ်လို့ပြောတဲ့အခါကျတော့အဲဒီဒီလိုကဘုရားရှင်အားကလည်းဒီလိုပြောလိုက်ကြကြလာတဲ့အခါကျတော့ရှင်ရမနေ့ကရှင်ရလို့ရှင်အားကိုပြောပြီးတော့ပြီးတော့ဆိတ်ဆက်တယ်ကျွန်တော်တို့ဒီသားလေးကိုအောင်းလို့နေတယ်အဲ့ဒါမနေ့ကညာရှင်ရဟောဒီလိုလူတိုင်းမှာဘုရားကိုအားလို့ပြေးလိုက်တော့ဒီကမောတဲ့ရှင်အားရတယ်လက်ခံပြီးတော့အဲ့ဒါဆန္ဒဝရဏကိုကြားလာပြီးတော့မင်းတို့လည်းရောက်တဲ့အခါကျတော့ပြန်ပြောပြတယ်ရှင်ရတော့ဒီလိုတော့ဘာမှမဟုတ်ဘူးလည်းပြည့်ရတယ်ဟောလည်းဘာမှပြည့်ရတယ်ဟိုလည်းအဲ့ဒါလည်းလည်းဆောင်းသားပြလိုက်တယ်ဆိုတော့ဘုရားကြီးကအဲဒီမှာပြည့်နှောလာတော့ဆက်ကားနဲ့ကြားသွားတာဘာသာရဆက်ကားတော့ဆောင်းတယ်ဒီကဘုရားငါရကြားသွားတာဘုရားအမှန်ပြန်လာတာဆက်ပါတယ်ဘုရားဘုရားရဲ့တကူတော်နေတဲ့ဇေယျနဲ့ပေါ်တော်ပြည့်စုံပြီးတော့အဲဒီမှာဘုရားမောင်းတာအားတယ်ဒီကဘုရားငါရကိုအမှန်တော်ဒီမှာကြီးတော့လည်းဘုရားလေးဟာအမှုဆုံးနေကြမှာလေကြာပန်းနေယူပါတယ်နာမလို့လည်းဟောဒီဟုတ်ကလေးဒီလိုဘာလို့မလုပ်နေလဲဘာသာချီရတာကိုကြည့်လိုက်တယ်ဟုတ်ကလေးဒီမှာလည်းဘာလို့နေရမှာကြာပန်းနေပြီအဲ့ဒါဒီကောင်းတယ်ကြာပန်းနေပြီးတဲ့အခါကျတော့ဒီမန်းတဲ့တော့အရှင်းရအောင်လို့သူတာဒီကလေးတိုင်းဒီနေ့တော့လည်းဘာဟောရမလဲတော့တဲ့ဦးတယ်ဟုတ်တယ်ဒီမှာဒီအလုံးစုံတဲ့ဟာကိုဒီလို့ရုပ်ရင်းမှာပါရမယ်ဆိုတော့ဒါလည်းဒီလိုတရားပါရှာတော့ဘာလဲဒါအဲ့ဒီတမ်းပတ်ကြည့်တယ်လို့ရှိတယ်အဲ့ဒီတမ်းတော့တာသူရှိတဲ့အထွေးဆိုသူ့ကိုမာရီဆန်တော့မှာဒါတောင်းတယ်လာတယ်ပြန်လာတော့တိုင်းတိုင်းပေါ်ထွက်တော့လာတယ်လို့ဒီလိုပဲပြန်တောင်းတယ်ဆိုတော့လည်းဒီမှာဒီနာလည်းဆံမရှိတော့အလားတူတောင်းတယ်ဒီနာလည်းလိုက်ပါလေဒီဒီကနေ့ဘုရားနဲ့ဘုရားလည်းအဲ့ဒီကနေပြီးတော့သန္တာဝနတောင်းပြန်ကြွားဒါတော့လည်းရလို့လည်းရှိလို့ရင်းနဲ့ညာမကြဘူးဆိုတာကလည်းတိုက်ရတယ်ဒီလေတော်သူအလေးကြီးကိုလည်းလိုက်ခါရောက်တယ်အဲ့ဒီကနေ့ရှိနေတဲ့တောင်းပြန်နဲ့တက်သွားပြန်တယ်အဲ့ဒီနဲ့တက်သွားရင်ဘုရားဘောရမဘုရားရှင်ရဲ့နာမနာလေးတွေမှာဘာလဲမလဲဘာလဲဒီလိုနဲ့တော့အန်ဒီမှာတော့ဘုရားဘုရားဒီလိုမျိုးလည်းလာဝတ်ပြီးမျိုးရှိအရှင်းတဲ့အရင်တော့လာတယ်ဒီလိုအရှင်းတာပါကျန်နေတယ်ဒီလို
မလင်းနေတာအနည်းနဲ့အနည်းနဲ့ပြည့်တယ်ဘာဖြစ်လဲရှင်ရကလည်းဒီလိုကောင်းကြီးရောက်တယ်ကိုယ်ကြီးကလည်းတော့ခက်ပါလေလာပြီးတော့ပြီးတာလက်ဆောင်အနာကြီးပြီးတော့ဘယ်တော့တထေးကြီးကမှလာပြီးတော့တောင်းတယ်တဲ့ဒီလုံးကုန်ကြောက်ချနေတာဥပ္ပလောရတာအဲ့ဒါနဲ့အမှုနာတွေကသိနေပြီဟာအရှင်မင်းကလည်းဒီရမ်းတဲ့လက်ကောင်ကလေးပြေးလာတော့ဒီတပြေးကလည်းလက်ကတော့ကောင်းတော့ဒီလောင်းကိုပြီးတော့လာတော့ဟာတယောက်ပြီးလိုက်ရင်တယောက်ကရရှာတော့ပဲတို့ရလို့ထားတော့ပဲတတိယနဲ့သေတော့ဒီတိုင်းနေရတယ်ဘယ်လိုလုပ်ကြမလဲဘုရားကြီးဟိုရှင်မင်းကြီးလိုက်ဟိုရှင်မင်းကတို့ရလို့ထားတတိယလိုက်တတိယတို့ရလို့ထားမှာဒီအောင်တဲ့ကောင်းတော်လောဝိုင်းထားနေတာအဲ့ဒါလုံးလည်းဆွားရည်ပြီးတော့အမှုနဲ့ဝိုင်းကောင်းကြီးခံပြီးတယ်နေပြီးတဲ့အဲ့ဒါတော့တိုင်းဘယ်သူမှမပြီးတော့ဘူးဘယ်သူမှမပြီးဘယ်လိုလုပ်ဒီပြည့်တဲ့နေရာမှာထားဟဲ့ဘေးတဲ့နေရာဘယ်နေရာလဲသာသနာ့ရှိတဲ့လက်တော်များသာသနာတော်ဘာလို့ဒီမာကြီးဆရာတော်တို့လည်းဒီကနေ့ကဘယ်လိုမှနာတော်ကြီးရှင်းတော့ထားအဲ့ဒီတော့ဒိဋ္ဌိနိသာနတော်ဒီတော့ငါကဒီစိတ်ဒီအဒီအနဲ့တွေကဒီမဲ့တယ်လည်းသမီးလေးသမီးအောက်တော့ဆရာမီးလာပါဆရာမီးတော့ဘာလို့သမီးတော့အရင်ရှိဘူးအဲ့ဒါကိုဘယ်လိုလုပ်ရမလဲဒီရောက်နေလိုက်တယ်မရရဲ့လူတွေကဒီလိုကိုရန်တော့ထားပြီးတော့ဒီလိုတိတ်ကောင်းကြပြီဒီတော့သမီးကာမနာကိုပြီးတော့ဓမ္မချမ်းသာနေရအောင်ငါသမီးရဲ့ဘာလို့ဒီလိုများတဲ့သာသနာကိုဝေမာတဲ့အဖေလက်တဲ့ပုဂ္ဂိုလ်ကဟောကြကောင်းကြတဲ့ပြောင်းပြလိုက်ပါလို့တရားဓမ္မချမ်းသာကိုပြောပြီးတော့ဓမ္မချမ်းသာနဲ့စိတ်ကူးလေးရင်အောင်းတယ်အဖေရောဆိုရရင်ဒီမဲ့မိဆိုရင်ရုံနဲ့ရသဗျာသာနာမတ္တိကျူပြီးကျူပြီးလာလို့ဒီနည်းကဒီလိုသာနာတော်ကိုအရင်ကတိုက်တော်ပြလိုက်တဲ့အကြတော့အချိန်တစ်ချိန်တရားဆက်ပြီးတော့ရှိဒုက္ခဆက်ကတော့လိုက်လို့ဘုရားဝန္တာဣတိရာပြီးတော့အမေနဲ့ခွင့်ပြုတယ်သမီးအခုရဲ့ရဲ့အဲမှာဒီပါရဲ့အဲဒီတော့အမေတော်ကဓမ္မကိုတောင်းတော့ဘုရားဓမ္မကလည်းဒီဒီနဲ့နဲ့ဒီနဲ့လေးခွင့်ပြုပါတယ်အတိတ်ကဖြစ်ဖြစ်ရှိလို့လည်းဒီကလေးမိုးတော့တော်တော်လိုက်တယ်ဒီလိုကဒီရဲ့လာတာတွေဒီမင်းကြီးရဲ့သမီးတော်ညမအကြည့်တော့ဒုတိယသမီးဟုတ်တယ်လို့အဲ့ဒီလိုရှင်းဖို့ခဲ့တဲ့ပုံမျိုးတွေတိုက်တွန်းလို့ကြားတဲ့ဟိုလိုဟုတ်တယ်လို့ဆိုတာပြီးတယ်လည်းအဲ့ဒါကိုဘုလို့ဆိုတဲ့ချာတယ်အဲ့ဒီလိုသမီးရှိတာရှင်းတဲ့တိုင်ကိုလည်းဟာရည်လို့ဆိုရင်ကျင်းရတာခမ်းနားနေတဲ့လက်ကိုအင်းအကြောင်းကိုဘုရားလည်းဒီလိုမျိုးအကြောင်းကိုပြီးတော့ဒါပရိဒီလိုတော့ဘောလို့အမိသာအဲ့ဒီဟုတ်တယ်လို့လက်ကိုအင်းကိုပြီးတယ်ဟာကလည်းဝန္ဒပမေဒနာဒီယောအရာမာဒေအာသံတတ်တဲ့သုဘုဒ္ဓနာမဘုလိတရားရောသာသနာရောဘုရားမိမဥပ္ပဇ္ဇတို့ဒီကိုဒီရရှင်ပါလို့ဥပ္ပလာဝနာသေရီတိအာဂရေယာသောပိစ္ဆာပြောပြောဒီလိုပါလည်းဝန္ဒစွာဒီစာရောဟာယေအနာဂတ်ရောအိမ်တော်ပိစ္ဆာဒုက္ခကျင်းသွားသာသနာ့ဘုရားရောဘာသာရေးဝါတဲ့သောဘာရှင်ရဝတ္တနေယဟမမဘုရားေအတ္တတိဆံရဲ့ပြရာဝေယဘုရားတေရောက်ဘုဒ္ဓဆံဖြင်းရှင်းရခြင်းကိုမြတ်သောသစ္စာရဲ့အမြတ်တို့အဘဘုနေခြင်းဖြင့်မြတ်မောအလင်းတော်ရဲ့ရောက်ပါလေတရား
ဒီကုန်းမှာကြောင်းကိုဘယ်လိုပါဒီကမှာဘယ်လိုဒီမှာသင်လို့ဝိလို့ဒီမှာဝိလို့ဒီလိုတမ်းတဲ့တမ်းတဲ့ဥပလောဘယ်လိုပါဒီလိုလဲလူတွေလည်းပြောတယ်ဥပလောဒီမှာဒီဥပလောဒီမှာဒီနဲ့အဲ့ဒါနာနာရောရပြီးတော့ဥပမာတရားတွေအဲ့လိုကျိုးတော်ပါရအထုလိုက်တာရေလက်တွေအတ္တမတွေဆံငါးကျန်လာပြညာဆံငါးရဲ့တတိယစနမေသံဖြည့်ဖြည့်ရဲ့ရုပ်ဝင်တော့ဒီသံလေးရတရားများသူအထုတရားဖြစ်ဖြစ်နေတာဗာတရားလည်းနိုင်ရှိရရှိရဉာဏ်နဲ့အဲ့ဒါကိုဆိုကြည့်သားမှာဒုက္ခဒေရှာယနာပါသူငါအလုံးစေရာဒုက္ခဒေရှာယနာပါသူငါအလုံးစေရာရှင်ရမယ်ရုပ်သက်အမစေရာမြတ်လည်းလည်းစေအမေစေယာဘုရားလေးမလက်ဒီလာမန္တဝါလောကစေလာဘုရားလေးမလက်ဒီလာမန္တဝါလောကစေလာဒီလိုရာညအဘူပြည့်ရမန်ဝေအဘယ်လိုရာမလောရာစေကြစေရာဒီလိုရာညအဘူပြည့်ရမန်စဘေဘယ်လိုရာမလောရာဒီကြစေရဘုရားခန္ဓာမလတ်တို့အားကောင်းပြီးဘောမလည်းတည်းနတ်ဒီမလည်းဆံရရပြီမလည်းဆံရရပြီသုံးတယ်ဘုရားရဲ့တဲ့ဒီလိုလည်းပါဒီလိုဆိုတဲ့နာယဒုက္ခဒုစံအနယဟရဝဒုစံဒီသနာတော်ကြီးဒီအသေးလေးဆောက်တဲ့ဒီထိုးတာအဝိစေသူရမှုရမှုရပြည့်စရာလုံးပြီးနေရတယ်ဒုက္ခတွေပဲဒုက္ခဒုက္ခရသာဘာဒုက္ခအလုံးတွေရဖြစ်နေတဲ့မြတ်နေတဲ့ဆေရနာပြီးမလို့ပြီးတာတော်တော်ဆေရဒီလိုတိုင်းရသူပြည့်ရဲ့အပယ်လေးပြမလို့ပါကြဆေရဝေလေးမလို့ဒီဆိုတော့ဒီအစတိဒုက္ခဆေဒီတော့လည်းဒါကဘုရားရှင်ကိုယ်နဲ့ဘုရားရဲ့ဆန္ဒတော်ကိုသစ္စာပြီးဒီဘုရားဖွင့်လာတာဒါကအဲ့ဒါသိအောင်ပြောကြတယ်ဗာတိအောင်ပြောတာလဲဆိုတဲ့မှာဒုက္ခများယောဇနာအယာဘလာယဒုက္ခများယောဇနာအယာဘလာယယောဂရေမအယာယဒေဟာရေမမတေယယောဂရေမအယာယဒေဟာရေမမတေယရှိတယ်ရအရှင်တော်ချုပ်ပြောက်နောက်ဆုံးဘာမှမကြံကြရှိတယ်ရအရှင်တော်ချုပ်ပြောက်နောက်ဆုံးဘာမှမကြံကြမြတ်တရားရာပြန်လေရာလူမအစိုးရမြတ်တရားရာပြန်လေရာလူမအစိုးရဒီဘုရားရှင်ရဲ့ဘုရားရှင်ရဲ့တိုက်တာဆုံးရှင်တွေတောက်တယ်လားမာရကုမှာဘုရားကိုဗမာအကုန်သာပြီးအလုံးချပြီးတဲ့ကိုပိုင်မှာလည်းဆိုပြီးတော့ဒီလိုကံရလာတဲ့ခန္ဓာပီးလေးတွေနောက်ဆုံးတော့သုတ္တနကသေလဝမှာဆုံးပြသွားမှာပဲတဲ့အဲဒီတော့ရှိတဲ့ဆွေးဆွေးတော့နောက်ဆုံးဘာမှမကြံကြဘာမှမကြံဒီကကြံနေတဲ့မြတ်တရားကကြံနေတာလူမှမစွမ်းကြတဲ့တကယ်ကြံနေတာတရားပဲကြံတယ်ဘာပဲကြံနေလဲ
တယ်တရားဆိုတဲ့နေရာမှာကုသိုလ်တရားအားနေရတယ်အခုဆိုတဲ့နေရာမှာဒါနနိဒဘာဝနာကုသိုလ်ကောင်းသုံးရအကုန်လုံးပါပါလို့ဒါကုသိုလ်ကောင်းတဲ့တရားတွေလည်းကိုယ်အတွက်ကြံနေမှဖြစ်တဲ့အတွက်ကြောင့်ဟောလို့ကုသိုလ်တရားကိုကျိုးစားကြပါဒီလိုကတော့ဆရာတို့မြင်တဲ့ဒါနဲ့ဝိရဒနာတရားတွေကျိုးစားပွားများအားထုတ်လိုက်တာဆရာရဲ့မဒီဒီကာလမှာလည်းသာထောဟုတ်လို့ဒီမှာဒီအရာပြိဋ္ဌာအဘောမှာတော့တရားနာမှယူဖြစ်လို့အာဟုမိကောင်းကောင်းတဲ့တရားရတော်မူခဲ့ပါလေလားဒီလိုကြားလိုက်တာမှဒီလိုဟုတ်တယ်လို့ဒီမှာဒီအနာဖြစ်သွားပြီဝဲနေရတယ်ဝဲနေရတယ်ဉာဏ်နာရဖြစ်သွားပြီရသဗျာရဲ့တော်ရဲ့လက်ဝဲရမခံဘူးလက်ဝဲရခံလို့တော့အကြောင်းဖြစ်လာတာကရသဗျာရဲ့တော်ရဲ့နာဝတိလို့ပြောတယ်ဘုရားတော်မူတဲ့တည်းဆောရတဲ့အခါကျတော့ဘောဓနာမင်းကြီးရဲ့ဝိညာဉ်ဆောက်ဘောဓနာမင်းကြီးရဲ့ဝိညာဉ်ကိုဆောက်နေကံကံကံအမရှိတဲ့ဉာဏ်ဘူးလို့တရားရည်ဒီလိုလုံးရတယ်တရားရှိတဲ့တရားရှိပြီးဒီလိုလုံးရတယ်ကောလာမင်းကိုအဆက်ရဲ့ကောလာမင်းကအဲဒီဥဒိယကိုသက်သာဆက်ချောက်ကြပြီးတယ်သက်သာဆက်ချောက်ကြရတယ်ဒီပေါ့ဒါနဲ့ရတာပြန်ဆွလာတယ်ချုပ်တဲ့ကံကအမရှိတဲ့ဥဒိယကိုဆက်ရတယ်ဒီလိုလိုရတာပြန်ရတာပါလာဟောလာပြန်တာဘုရားဘောလာဒီမှာကိုဆက်ဆက်ကြတရားမှာသက်သက်ဆက်ဆက်တော့ပြီးကိုနာအဲ့ဒါများစွာတရားတွေတရားကိုလိုက်ဘွားများစွာကျူးကျူးတရားတွေခံရရမယ်လို့ဆိုတော့အဲ့ဒီတရားဖြူဒီလိုအမှုတွေနေတာများစွာများကိုကလူတိုင်းဒါကတရားတွေဘောများကအဲ့ဒီမှာအောင်းပေးလိုက်တဲ့အဲ့ဒီတရားတွေအောင်းပေးတဲ့အခါကျတော့တရားရှိပြုတယ်တော့အဲဒီတန်တဲ့ခါကျတော့ဘုရားရှင်တော်များအဲ့ဒီကံကအမြင်ရှိတဲ့ဘုရားမှုကိုဟောဒီနေရာမှာစိုက်လို့ပြီးတော့အဲ့ဒီတရားရှိကိုစိုက်ခိုင်းတော့ကံကအမြင်ရှိတဲ့ဘုရားမှုကလည်းဘုရားနဲ့ဟောဒီလိုအဲ့ဒါကတရားရှိကိုစိုက်ဆောပြီးတဲ့အခါကျတော့များပါဘုရားဟဲ့ဘုရားအဲ့ဒီကိုလည်းဘုရားလက်ရှိကိုဒီကိုလည်းမောင်းစေရလို့ဘုရားအဲ့ဒါနဲ့ကံတဲ့ဒီလိုကဒီလိုကလည်းသာပဲမြတ်စွာဘုရားရဲ့ကိုယ်တော်များကကံနဲ့ဆက်ပြီးထားတဲ့အဲ့ဒီအရေးကြီးလက်တော်စီကောင်းလိုက်တာဒီလိုက်အမြင့်အတော်ကားဆိုတဲ့အကျဉ်းအတောင်တူတူရဲ့ဒီနေဘာလို့ဘောရာဘာလို့ဘောရာအဲ့ဒီဒီလိုပေါ်လာတဲ့ဒီလိုဉာဏ်နာရရဲ့အဘောကဆက်ချက်ပြီးတော့ပါအဲ့ဒီဘုရားမဟုတ်ဘူးဒီလိုလေးကဒီလိုလေးကိုဘာသာမင်းကြီးကကြားရတာဘာသာမင်းကြီးမှပြီးတော့လာကြည့်ဘုရားလည်းမှာမြတ်စွာဘုရားရဲ့ကိုယ်တော်ပြောတဲ့ဘာသာကိုဆိုင်ခိုင်းလက်တော်ရှိတဲ့ဘောလာလိုက်တဲ့အခါမှာအေးယူကြီးပေါ်လာတယ်ဒီဒီမှာပါလာတယ်အဟောလေးအကောင်းတယ်အဲ့ဒါလည်းဘုရားဆိုင်ပြောတော့ဘုရားရဲ့ဘောဓနာမင်းကလာကြည့်ကြလာပြီးတော့မြတ်စွာဘုရားကလည်းတရားဒီရေးမှာဒိဋ္ဌိတွေကိုနိုင်လို့ဘုရားညာတိဟာပြရမှာအဲ့ဒါဇာတ်လမ်းနဲ့အဲ့ဒီလာတာရေးတာရေးလိုက်အဲ့ဒါဘုရားအဲ့ဒီရောက်တဲ့အဲ့ဒါဘုရားကဘုရားရဲ့ဘောရနဲ့ဆိုင်ပြောရတော့တရားဖြူနေတာမရှိဘူးအထေအမတရားကြတဲ့ရှင်ကြီးရှိတဲ့ဒီကြီးကပြည့်နေပါပြီအဲ့ဒါဝိညာဉ်တို့ကဒီကြီးကဝိညာဉ်ရောက်တော့အဲ့ဒီအထေအမရှင်ကြီးတော့ရှိတယ်အဲ့ဒါလေးကိုသင်္ကောဆိုတော့သိယူရတယ်ဒီကနေ့တော့ဒီမှာတော့ဒီစီဒီပေခဲ့တဲ့စီဒီမဟုတ်ဘူးဒီလိုဖြစ်ပါလိမ့်မယ်အဲ့ဒါတော့အဲ့ဒီဘုရားရဲ့မှာမြတ်စွာဘုရားကြီးဒိဋ္ဌိကိုယဉ်လို့ဆိုတော့ဘုရားကြီးကကြားတယ်လို့ဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာဉာဏ်ကိုဘုမာအဲ့ဒီလိုဒီမှာကြီးကဘုန်းတော်မြတ်လေးတော်ကဆိုရတာအဲ့ဒီလိုပြောတော့မြတ်စွာဘုရားကဒီလိုနိုင်နေတဲ့အချိန်မှာဒီလိုလုံးနေတဲ့အချိန်မှာအောက်ဘလောဒိမာကြီးကလေးကောင်းနဲ့လေးကောင်းကတော့ဆွေနာကြီးအရင်ကပြီးတော့အဲ့ဒါဒီလိုမှကျောင်းကနေပြီးတော့မြတ်စွာဘုရားကြီးကလည်းတခါတော့ဝိရောနေတော့
ဒါကပြီးတော့မြတ်စွာဘုရားကိုဆက်ခေါ်တယ်ခေါ်ပြီးတော့မြတ်စွာဘုရားကိုဆက်လို့ရှောင်းတယ်ဘုန်းတော်ကြီးအောင်တော့မြတ်စွာဘုရားဒီမလောက်လေးမလောက်ကဒုတိယအဆုံးသွားပြီးတော့မြတ်စွာဘုရားကိုလည်းနေနေမလို့ပါဘူးဒါတော့နေနေနဲ့ဘုရားဗျာဒီယာဒီမေလို့ပါဆိုသူရမလာသာဘုရားကဘာလို့ဝိနေတယ်ရောနာတတ်တာဒီရောအာဒီရောဟုတ်ကလားဘောနံဉာဏ်ဝိဒီဒီကိုဘုရားတည်းတော်ဒီသရဏတော်ဒိဋ္ဌိရောကယဟောအိဒီယသဘောနဲ့အဘိနိမတော်ဗန္တိအမှုရောကတော်တို့ရောရရေဟောတာဒါရီတော်ဣဒံဒိဋ္ဌိရေဘောမရှိပါဗျာရှိကျေးဇူးတော်ဝတ္ထုရှိတော်မူသောဘုရားနာမြတ်ဘုရားရှင်ကိုလည်းပါနေကျော်တော်ကြောင့်လည်းဘယ်နေသောသာဝတ္ထုလည်းရှိတော်ဘုရားရှိရလားဘုရားရှိတော်မူသောမြတ်စွာဘုရားဒီဒီနေနေဒီလည်းအမှန်တော်ကိုပြောဆိုပြီးတော့အဲဒီမှာမြတ်စွာဘုရားကမှသူကတောင်းသက်သာဘုရားရှင်ကိုယ်တော်ရဲ့စေတနာဒီအရာတွေနဲ့အရာဘုရားသမီးအနာနေအနာနေနေနေကိုယ်တော်အနာနေတဲ့ဘုရားနဲ့အနာနေအနာနေဆိုပြီးတော့မြတ်စွာဘုရားကနားတယ်နားပြီးတော့ဒါကြတော့ဘုရားကိုယ်တော်ရဲ့ဒီတွေကိုဒီမှာဒီလိုဆိုဆိုပြီးတော့ကျန်တဲ့ဒီတွေကိုတိုင်နေတော်မူပါတယ်အဲဒီဒီတွေကိုတိုင်နေလို့ယူပေးရမှာဒီတွေကိုအောင်မြင်တဲ့ပြီးတဲ့အခါကျဒါကဘုရားကဒီကြောင့်တော့ပြန်ကြပြီးတော့ဘိက္ခုတွေဘိက္ခလေးပါးရှုံးတဲ့အချိန်မှာအဲဒီဥပဒေတော်ဒါနဲ့ထုတ်ခေါ်ပြီးတော့ဒီလိုကြမ်းတဲ့ညမှာအာဝိဇ္ဇာဘိက္ခုတွေနဲ့လက်ရှိမှန်ခြင်းနဲ့ဒီတော့ဟုတ်ပါလားဟောတာအဲဒီမှာလောရဲရတယ်ခန့်တယ်တခါတည်းအိမ်ကြီးဝင်ပြီးတော့ဒီမှာကိုဘာလို့လဲဒီရှင်မောင်ကလည်းနန်းသူလေသမီးတွေရှိပါလေမန္တတော်မောင်ကလည်းဟိုကြည့်တယ်ဟဲ့ဒီလိုဒီမှာဆိုပြီးအဲဒီမှာဆက်ချက်တော်ရလည်းဥပဒေကိုဒီမှာယူပြီးပြေးတဲ့ပြေးတယ်ဒီလိုရဟန်းတော်ကိုဆက်လာဘာမှမဟုတ်ဘူးဘုရားရဲ့ဘုရားရဲ့ဒါမှအဖြစ်ကိုအဲ့ဒီမှာဒီလားဘောဓိတဲ့ဘိက္ခုနေနာဘုရားနေမှာဒီမှာဒီရန်ရဲ့အရာဥပဒနာအကျဥပဒေဝါဒရှိတာဘုရားနေမှာဒီရှိပါလိမ့်ဒါကြောင့်ဘုရားရှိတာဘိက္ခုနေမှာဒီအဒါအဒါအနာရှောနာရောမှာလည်းရရောအနာဝိမကြောင့်ဒီအမှန်တို့ဒီလိုဘုရားရှိခိုးတော်အဒါနာနေနေဆိုတာဒီကောင်းလာချီးဒီရလိုက်ပါစေဒီဘိက္ခုနီမသာသနာတော်မှာသတ္တနာမှာတပါးနဲ့ရှိတယ်အိဋ္ဌိမန္တပေရတဲ့ဒီကုံပိုင်ရှိတယ်ရှောတော်ရရဲ့လက်ဝဲတော်ရဘိက္ခုနီမအမှားဟုတ်တယ်တော်ဒီမှာရဲ့သေရူပါတရားဘုလိုရဲ့ဒီပါပါဘီလို့ဟုတ်တယ်တော့အကြောင်းပြီးသွားပြီဘယ်လိုကြောင်းပြီးသွားလဲအဲဒီနေ့ကဆံတယ်ဘယ်လိုဆံတယ်ဆိုတာကိုဒီရှာလို့မတွေ့ပါဘူးမတွေ့တဲ့ကြောင်းကိုဟုတ်တယ်တော့ဘယ်လိုဆံတယ်လို့ပဲခေါ်လို့မရဘူးဘုရားရှင်ကဘုရားကလည်းဒီလိုဝိသုဒုံလို့ပြီးတယ်လောလဲခန့်တယ်ဆိုတဲ့အကြောင်းအရာမှာဟုတ်တယ်လို့ကဘုရားနဲ့တောင်းပြန်ပြောပြီးတော့ဆက်တော့ဒိမ်းသွားတာသူကတည်းကအဲ့ဒါဘုရားကိုဘယ်လိုမှရှိလို့ရအောင်အဲ့ဒါကြောင့်ဘုရားတို့ဘုရားလေးမှာတကယ်ကြောင့်လာဒီနေ့ဒီအောင်ဟောဖို့ဘုရားကသိရပြန်တော့တယ်ဘယ်လိုလဲဟုတ်ပါဘူးဒီလိုလားရှိရတယ်ဒီလိုလားမရှိဘူးအဲ့ဒါဘုရားကတော့သိအောင်ဘုရားလေးကဓမ္မပြီးပါပြီအဲ့ဒီလိုမျိုးဘိက္ခုနီဓမ္မပြီးပါပြီဘုရားပြောပါတယ်အဲ့ဒါကိုသိဖို့ဟောတာအားကိုပြတာကောင်းနေရဲ့ဒီမှာရဲ့အောင်းမလို့ဘယ်လိုမှမရှိဘူးသုံးမှာလည်းပြီးပါတယ်ဓမ္မပြီးပါတယ်သုံးမှာလည်းပြီးပါတယ်ဒီတစ်သေးပြရတဲ့ဘိက္ခုနီမှာသုံးမှာရှိတယ်ဘယ်လိုမှရှိတယ်ဆ
10 တော့ကြာနေတယ်ဘယ်လိုပါကြာလဲအခုလောဘနဲ့ပြီးတယ်ဆိုတော့ဥပ္ပကမဖက်ရတော့တယ်ဘယ်လိုလဲကြာလဲဘယ်လိုမှမလုပ်နဲ့ပြည့်ပြီးရမယ်ဒါပဲဒီတယ်အဲ့ဒါအမျိုးသားတွေရဲ့ဘုရားနဲ့ပြီးတော့ဒီရှင်သာရိပုတ္တရာပြီးတော့ဒီရှင်မဟာဗုဒ္ဓပြီးတော့ဒီနောက်တော့လည်းပြည့်တယ်အရှင်မဟာဘယ်လိုပါလဲပါလဲယောဂပြီးတော့ဒီဘုန်းကြီးရဲ့ဘယ်လိုမှမလုပ်နဲ့ဘာမှမလုပ်နဲ့ခေါ်ပါပြီးတော့ဒီဒါမျိုးရှိရင်ဒီလေးညနေပိုင်းတောင်းလို့လူနဲ့ဆက်ရမှာတော့လူလာလာလူတွေလူလာလာလူတွေလူတွေတော့လည်းလူတွေကလည်းမဲခေါ်ရအောင်ဒီလိုအရှင်တိုင်းဆိုရင်ဘုရားမြတ်ကလူတွေကလည်းအခုဒီနေ့မလည်းပိုင်းပြီးတော့ဘုရားလုံးပေါ့နော်ဘုရားလုံးပြီးဆိုရင်ညနေပိုင်းလူဟောတယ်လူသားဟောအနန္တဟောဘုရားရှင်အားတဲ့အားဒီနေ့တရားနဲ့တရားရဲ့ဘုရားဆိုရင်မမလို့သိလို့ပြန်ကြည့်တဲ့အခါမှာအရှင်တိုင်းကအရှင်အမှုတို့ဘုရားရဲ့အဲ့ဒါဒီကအပင်ရတော့ဘုရားရှင်ပြေတဲ့ရတော့အရှင်တို့ကလည်းဆောင်းအရာတဲ့အဲ့ဒါကတော့ဘယ်လိုလဲတဲ့ညနေမှာအမှုတို့ကဆောင်းအောင်နာအမှုတို့ကဆောင်းတယ်ညနေမပြီးတာသိတယ်အမှုတို့ရဲ့ဘဝရှိတော်ရှင်ဒါအဲ့ဒါလေးနဲ့တိုင်းတော်များရဲ့သာသနာတော်မှာယောက်ျားတွေရဲ့ဓမ္မဥဒေတဲ့ဘုရားကိုကြားသွားတဲ့ဘုရားတော်ရှင်မာကြီးရဲ့ဘဝရှိတော်နာရှားပြီးတော့ဘယ်လိုလဲဘုရားတပုတ်မှာဒီနာဆုတောင်းပါတယ်ဘာမှလည်းအဲ့ဒါသူ့နိဗ္ဗာန်ကိုဒီမှာပြီးတော့နိဗ္ဗာန်ကိုဆုတောင်းဘုရားလေးနဲ့အမလေးတောင်းတဲ့ရှိတဲ့အကျဉ်းပရမန္တရာမူရပါဒီရဲ့ဘုရားတောင်းတဲ့အမနာရာနေရဘယ်လိုနားတော်နားရလို့ဒီလိုလာဘုရားဆုတောင်းလို့ဘာလို့လဲအလူတွေကလည်းအားလုံးဘုရားဘုရားလေးရဲ့ဒီရဲ့ဒီလိုရှိနေတဲ့မှာဖြစ်တယ်လို့လည်းဒါမှရှိတဲ့အခါကျတော့ဘုရားဟောတဲ့တရားကိုပြောရတယ်ဒါကြောင့်ဘုရားရှင်ကိုယ်တော်ရဲ့သာသနာတော်မှာရှင်မောကလေးနဲ့အဲဒီလဲဒီမန်ဒီလို့ခေါ်တဲ့ဘုရားရဲ့ဘုရားဒေဝကြီးရဲ့ဒီပါရန်တရားကိုဟောကြားပါတယ်ဒီလိုဝိညာဉ်ဓမ္မနာစေရနာရဏယောဘောနဲ့ရှိအရိယတေမေကံသောတိယတိယဘုရားစေရနာသောမသောဒီနေ့သေနာကိုနေ့နဲ့ပြီးတော့တာဆွမ်းရအောင်ဒီတော့ရတာရဲ့ဘောစေရနာဘုရားရဲ့ဒီလိုရဲ့ဘုရားစေရနာဘောကောင်းမှုတွေကြောင့်မဟုတ်ရမနာနဲ့တရားပြုအလင်းနဲ့နဲ့ကံသွားဝိညာဉ်သိတဲ့ဒီလိုဒီဒါနဒီသီလဒီဘာဝနာတွေနဲ့ဉာဏ်စောစာရလောလောလည်းဘောဘုရားနဲ့ကြပါလေဘုရားရဲ့လိုသက္ကနာသုဘိနိုင်ကြပါလေတော်တည်း